开下花里嘞，飘花里飘，这附近的飘不要好了，不收的是，谁的花？哎，把哎这。公路ဖြုတ်ထားလိုက်ပြီးမှပဲထည့်မယ်သိရမလားဟိုသူ့ရဲ့ဟွာတွေဖြုတ်လိုက်အကုန်လုံးအဲပင်နေပါတယ်အဲဒီဖြုတ်ကကြီးနဲ့ညဟိုဘောင်းမီပစိုးပဲရှိတယ်ကျန်တာရပြီးမှထည့်ဟုတ်မင်္ဂလာပါအားလုံးပဲရန်ကုန်ကိုမလာတင်ဘူးတဲ့ဟယ်လိုဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့အမကျွန်တော်စီစဉ်နေပါတယ်ခင်ဗျာဟုတ်အဲ့ဒါလေးတွေကပြောလို့မရလို့ဟုတ်နောက်မှနော်အပြီးဖြည်းဖြည်းချင်းသိလာမှာပါဟုတ်ကျေးဇူးတင်ပါတယ်အမဟိုမှတ်လာနာမည်ကကျွန်တော်သိတယ်ဟိုဟာနဲ့မေးကြဟုတ်နောက်မှနော်ဟုတ်မှာဟုတ်ရတယ်ကျွန်တော်ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးစီစဉ်နေတယ်အမဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်ဖုန်းပြန်ဆက်ပါအောင်ကျွန်တော် live လေးလွှင့်နေလို့ဟုတ် live လေးလွှင့်နေလို့ YouTube live လွှင့်နေလို့ပါအမကျွန်တော်ကဒီနေ့ပေါ့နော်ဟိုပြောချင်တာကဒီအမျိုးသမီးနဲ့ပတ်သက်ရင်ဒါဒီနေ့ကျွန်တော်နောက်ဆုံးစကားပြောခြင်းပဲဖြစ်တယ်နော်မိုးခိုင်ဆိုတဲ့အမျိုးသမီးပေါ့နောက်ဆုံးပဲနောက်နေ့ဆိုရင်ကျွန်တော်ပါဇက်ကနေပြီးတော့ဒီမိုးခိုင်ဆိုတဲ့နာမည်ကိုကျွန်တော်ပြောလာရင်ကျွန်တော်ပါဇက်ကျွန်တော်စီးတဲ့ဖက်နှက်ကိုကျွန်တော်ချီးတုပ်ပြီးပါရိုက်ပါနော်ဒီမိမကအရန်လွန်တယ်အတန်းရှင်းရှာတဲ့အပေါ်မှာပေါ့နော်အရန်လွန်တယ်သူတို့ပြောတဲ့နိုင်ငံချစ်တာတို့တက်မလို့ချစ်တာတို့အဘကကြိုကြီးကိုချစ်တာတို့အဘကကြိုကြီးရဲ့ပုံကိုချိတ်ထားတဲ့ပုံကိုလည်းကြည့်ကြပါအောင်ဗျာနောက်မှာသိရမလားဒီလိုမျိုးနဲ့ပဲပေါ့နော်သူတို့လူဆိုတာကအုံနောက်ညံရည်ဆိုတာစဉ်းစားတဲ့နေဗျလူတူတယောက်ကနော်သူ့နောက်မှာသူချစ်တဲ့လူတယောက်ကိုသူတင်ထားတဲ့ပုံနဲ့သူတို့ပြောတဲ့စကားနဲ့ကဘလောက်ထိအစင်တမ်းမဲ့တယ်နော်သူပြောတဲ့စကားတွေပေါ့ဒေါ်စုကြည်ရတဲ့သူ့သွေးပြက်မတက်အောင်ကြောက်ခဲ့ရတဲ့မိန်းမပါဆိုပြီးတော့နော်တကယ်ကျွန်တော်တို့ဒီဘက်ကိုလည်းဟိုဒီနီပိန်းနဲ့လက်ပိန်းတို့ဒီ NND တို့လက်သုံးချောင်းတို့တွေကတိုက်ခိုက်ခံခဲ့ရတာဒီလိုပေါ့တော့အသိဉာဏ်ပညာမဲ့တဲ့လူတွေကြောင့်ကိုကချစ်ရင်အောင်မှကိုဝင်းထဲမှာထားရမှာဗျနော်ဒီလူတွေရဲ့ပုံရိပ်ကိုနိုင်ငံတော်ကြီးကဲတွေရဲ့ပုံရိပ်ကိုနော်ဟိုကိုကအရာအလုံးပြည့်စုံနေပြီလားဆိုရင်မပြည့်စုံဘူးကိုကတိုင်းပြည်အတွက်အရာအလုံးကိုပြည့်စုံအောင်လုပ်နေပြီလားဆိုရင်လည်းမလုပ်နိုင်ဘူးနော်အဲ့တော့တကယ်လို့ပေါ့ဗျာအဘကကြိုကြီးဦးမင်းအောင်လိုင်ရဲ့ပုံကိုကျက်တီရှိနဲ့ချိတ်ထားပြီးတော့မှကျက်တီမင်္ဂလာရှိတဲ့စကားတွေပဲပြောရမှာလေနော်အဘကကြိုကြီးရဲ့ဦးမင်းအောင်လိုင်ပုံကိုနောက်မှထားပြီးတော့မှနော်ပေါလို့ပဲသာတောင်စင်ရင်မရစကားတွေနော်ပြောနေတာတွေကြတော့နော်တစ်ဖက်ကဟောဒီဘက်ကိုယ့်ဘက်ကလူတွေရောဟိုတစ်ဖက်ကလူတွေရောပြောတာပေါ့ဗျာပြောတော့ဘာဖြစ်လဲဆိုတော့သူတို့ချိတ်ထားတဲ့ဓာတ်ပုံပိုင်ရှင်ပေါ့နော်အဘကချုပ်ကြီးကိုယ်တိုင်နိုင်ငံတော်ဝန်ကြီးချုပ်ကအလကားနေ
စောက်ချက်ကွဲတာပေါ့နော်အဘကယုတ်ကြီးကိုနိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်အစိုးရကိုအားပေးထောက်ခံတဲ့လူတွေကဒီလိုလူစားမျိုးတွေလားဆိုတဲ့နော်စကားတွေပြောခံရတာပေါ့နော်မူမမှန်တဲ့လူတွေပေါ့နောက်တစ်ခုကအဲ့ဒီအဘကယုတ်ကြီးဦးမင်းအွန်လိုင်းကိုပုံကိုနောက်မှထားပြီးတော့မှဒီရုပ်တံတွေတင်ဆက်နေတာကအဲ့ဒီသူ့ရဲ့ကိုကျင်တရားတွေနော်ဒီသူ့ရဲ့ကိုကျင်တရားသူလူဖြစ်လာတဲ့ကဥဝဲလို့မွေးလာတဲ့ကနေပြီးတော့သူအသက်ခုရှင်နေတဲ့အချိန်ထိသူဒီဘယ်လိုလူမျိုးလဲဆိုတာကိုသိနေတာပေါ့နော်တက်မတော်မှာစာရင်စလုံးပေါင်းမားတာတော့မှလက်မခံဘူးနော်ဒီလိုမျိုးသမီးမျိုးကိုကျွန်တော်ကဒီနေ့ဒီအမျိုးသမီးနဲ့ပတ်သက်ရင်နောက်ဆုံးကျွန်တော်ပြောချင်တာဒါတွေတော့မဟုတ်တခါတည်းကျွန်တော်ဒီနေ့ပြောပြီးအပီးပြောပေးသွားလိုက်မယ်နော်ဒီလိုအမျိုးသမီးကိုမြန်မာနိုင်ငံအလံကိုခြုံတယ်မြန်မာနိုင်ငံအလံကိုဒီလိုမျိုးပြီးတော့ကတယ်သူဘာသူပြောလို့ရှင်လို့ပဲကဘာလို့ပဲကပေါ့ဗျာနော်တော့အဘကတို့ကြီးဦးမင်းအောင်လိုင်ပုံကိုလဲနော်တူတူတန်တန်ချိတ်ထားတာမဟုတ်ဘူးနော်သူ့ရဲ့နောက်ဒီမှာကြည့်လိုက်အဲ့ပုံစံတပုံအဲ့ပုံတပုံနဲ့ကိုနော်လှုပ်စားတာကနော်တကယ်တမ်းတော့နိုင်ငံတော်တပ်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်အရန်တိတ်ခါကြားတယ်ပြောတဲ့စကားတွေလှုပ်တဲ့ပြုမှုတွေနော်အမူအရာတွေနော်ပြောပုံဆိုပုံတွေသူ့ရဲ့နောက်ကျောင်းရာဇဝင်တွေနော်အဲ့ဒါကိုတက်မတော်နိုင်ငံဒီပေါ့နော်အဘကကြိုကြီးနဲ့ပတ်သက်တဲ့နော်နိုင်ငံတော်အကြီးအစားရတာတို့ပေါ့နော်ဒီလို SB တို့စာသုံးလို့ CN တို့ဒီလိုပဲကြည်နေမှာလားပေါ့နော်တကယ်တော့နိုင်ငံအကြီးရဲ့ခေါင်းဆောင်ရဲ့ပုံကိုချိတ်တယ်ဆိုတာကမဖြူစင်မတန့်ရှင်းမရဘူးဗျနော်လူဆိုတာကသမိုင်းတွေရှိကြတယ်နော်ကိုကြောင့်နဲ့နော်သူဒီလိုအမျိုးသမီးကြောင့်နဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ပုံကိုချိတ်ထားပြီဆိုတော့တစ်ဖက်ကထိုးနဲ့တိုက်ခိုက်เสียအရန်ကြီးမားတယ်ဒီလိုမိမမျိုးကဒီပုံကိုချိတ်ပြီးတော့မှဒီပုံရှင်းရနေပြီးတော့မှမဟုတ်မမှန်တဲ့စကားတွေနော်ပြောတယ်ဒါသူ့သမိုင်းကြောင်းကိုဒါလိုက်ကြည့်လိုက်လို့ရပြီအခုရဲတွေဆိုရင်လိုက်လို့ရပြီ SB ဆိုရင်လိုက်လို့ရပြီ SB ဆိုရင် Special Branch မြန်မာနိုင်ငံပြည်ပရေးရသတင်းတပ်ဖွဲ့စာအတာဆိုရင်စစ်ဖက်လေးရေးရလုံခြုံရေးတက်နော်ဒီလိုမျိုးသမီးမျိုးလိုက်လို့ရပြီဒီပုံကခင်ဗျချိတ်လို့အဲ့လိုမျိုးမရဘူးနော်နောက်တော့အလံဆိုတာကနိုင်ငံတော်အလံရဲ့ဥပဒေပုံမှန်တွေရှိတယ်ကျွန်တော်ပြောချင်တာနော်အဲ့တော့ဖားတာပေါ့နော်ဒါပေမဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ရဲ့ပုံကိုနောက်ခံထားပြီးတော့မှပေါက်ပန်း40ပါဇက်ကနော်ဘာဖြစ်ပါရဲတို့ညာဖြစ်ပါရဲတို့ကတာတို့ပြူတာတို့ဆိုတာကတော့ကဲတက်မတော်ကာကွယ်ဦးစီးချုပ်ကိုအားပေးဝင်းရထောက်ခံနေတဲ့လူတွေကကျွန်တော်ဟိုနေ့ကပြောပြီးကျွန်တော်နောက်မှာအဲ့လိုမျိုးပုံတွေမရှိဘူးပြောကြတော့မယ်လူတွေကတစ်ဖက်ကနော်ချစ်ဖေတို့ချစ်အမေတို့နော်ကိုယ့်ရဲ့အဖေဆိုတာကလောကီဒီလူသားမှန်လို့ရှိရင်ကို့မှာမွေးထားတာအဖေနဲ့အမေဆိုတာ2ယောက်ပဲရှိတာကျွန်တော်မှာအဖေ1ယောက်ပဲရှိတယ်အမေ1ယောက်ပဲရှိတယ်2ယောက်ပဲအဲ့ထက်ပိုလို့မရအောင်ကျွန်တော်ကအဘကကြိုကြီးဦးမင်းအောင်နိုင်ဆိုရင်ဘဘကြီးလို့ခေါ်မှာအန်တီကိုဆိုရင်အန်တီကျူကျူလာလို့ပဲခေါ်မှာဘယ်တော့မှအဖေလို့အမေလို့ကျွန်တော်သုံးလုံးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုတရေစတီတွေကကျွန်တော်မှာအမေရှိတယ်အဖေရှိတယ်နော်အဲ့တော့အဲ့ဒီအဖေအဘကကြိုကြီးဦးမင်းအောင်လိုက်ကိုအဖေခေါ်ပြီးတော့အမေခေါ်ပြီးတော့မှအဲ့လိုလူမျိုးတွေကဘလို့အတိုင်းဝိုင်းကနေလေဒီအမျိုးသမီးကိုလိုက်ရတော့မှာဒီအမျိုးသမီးရဲ့ဗတ်တင်ပေါ့နော်ကျွန်တော်တို့မှာရှိတယ်ဒီအမျိုးသမီးကပါလေအခုမင်းသားကြီးကပါလေနော်ပါလေမင်းသားကြီးကပါလို့လေမင်းသားကြီးရဲ့ရာဇဝင်ကပါလေအဲ့ဒီလိုလူတွေကအ
အဘကချုပ်ကြီးကိုချစ်ဖေချစ်မေလို့ခေါ်နေတယ်အဲ့တော့အဘကချုပ်ကြီးကိုတစ်ဖက်လှဲ့နဲ့ဂုံတိတ်ကကြာစင်းအောင်လုပ်နေတဲ့လူတွေဒါကျွန်တော်အမှန်ကိုပြောတာပါကျွန်တော်ပြောမှာပါကျွန်တော်ဆက်ဆက်မိအောင်ကျွန်တော်ပြောမှာပါနော်အဘကယုတ်ကြီးဟိုစားအဘကယုတ်တိလားမသိဘူးစစ်တပ်ကအောက်ကစားတာတို့ဘာလို့လဲဘာလို့နေလဲမသိဘူးဒီချစ်ဖေချစ်မေဆိုတာခင်ဗျတရားဝင်သားသမီးမှမဟုတ်တာဗျအဲ့ဒါကိုကျွန်တော်ရဲ့အဖေတို့ကျွန်တော်ရဲ့အမေတို့ကျမတို့ရဲ့ဖခင်ကြီးတို့ဆိုတာကအဲ့လိုတွေပြောပြီးတော့အောက်ကအပုံနဲ့နေရအားလုံးကနေပြီးတော့မှဒီခေါင်းဆောင်တယောက်ပေါ်မှာသွားပြီးတော့တက်ရောက်တယ်ဆိုလို့ရှိရင်အနေနဲ့ကြီးပါတယ်ဒီလိုလူတွေကိုလွတ်ထားမယ်ဆိုရင်တော်တော်အနေကြီးတယ်ဒါကျွန်တော်ဒါအမှန်တရားကိုရှိတရားကိုကျွန်တော်ပြောတာကျွန်တော်ယောက်ျားပါယောက်ျားစကားပဲပြောတာပါနော်ချစ်ဖေချစ်မေနဲ့သူတို့ပို့တဲ့သတင်းတွေကိုယုံပါတယ်တို့ပြုပါတယ်တို့ဒီလောက်ပြပြောနေတာဟမ်အဘကယုတ်ကြီးကသူတို့သတင်းတွေကိုတကယ်နားထောင်နေပြီပေါ့အဲ့ဒါဆိုရင်ကျွန်တော်စာတာတို့ဟို SB တို့ကျွန်တော်မေးချင်တာဒီမုံမိုးခိုင်တို့ရဲ့သတင်းတွေကိုအဘကယုတ်ကြီးကတကယ်ကိုနားထောင်နေတာပေါ့ဒီဦးမင်းအွန်လိုင်းရဲ့သားဆိုပြီးတော့မှသားကြီးပါဆိုတဲ့တော့တသွင်ပြောနေတယ်ငါတို့ရဲ့ချစ်ဖေဆိုတဲ့ဒီမင်းသားကြီးတို့ရဲ့စကားတွေကိုအဘကယုတ်ကြီးကတကယ်ကိုယုံနေပြီပေါ့သူတို့ပြောတာနော်သူတို့ပြောနေတာတော့သူတို့ပြောနေတယ် post တွေဖြတ်လို့မရဘူးအကုန်လုံးစစ်ထားတာချစ်ဖေကျမတို့ရဲ့ဘလို့ပူပေါင်းပြီးတော့ကျမတို့လုပ်နေတာနော်ကျွန်တော်တို့ရဲ့ဖခင်ကြီးကျမရဲ့ဖခင်ကြီးကနော်ကျမတို့ဘလို့မျိုးဆိုတဲ့ဒီလိုဗျာလူအောက်တန်းစားတွေကကျွန်တော်တို့နိုင်ငံတော်တပ်မတော်ကာကွယ်ဦးစီးချုပ်ကိုနောက်နာမည်တွေသုံးပြီးတော့ဒီလိုပြောနေတာကိုဒီတိုင်းပဲကြည်နေမှာဟမ်ကျွန်တော်အချိန်ရွေးခေါ်စစ်လိုက်ကျွန်တော်တပ်မတော်ကာကွယ်ဦးစီးကိုချောင်းနေတာအလေးပြုတာလုံးဝအမှန်ကျွန်တော်လက်ကျိုးလို့အန်တီဂျူလာဘီစကူမုတ်ကြတာလုံးဝအမှန်ကြိုက်တဲ့အချိန်ခေါ်စစ်လိုက်ကျွန်တော်အဖေနဲ့အမေမသေးသေးဘူးနော်အဲ့တော့ဒီလိုပယံပရာပေါက်လို့ပဲသားဘယ်ကပေါက်ဖွာလာတဲ့အတိုင်းဝိုင်းပဲမသိတဲ့လူတွေကကျွန်တော်တို့တက်မတော်ကာကွယ်ဦးစီးချုပ်ရဲ့ပုံကိုနောက်မှထားပြီးတော့မှဗယံပရာစကားတွေပြောတာကတော့ခမရတို့ကြည်မနေသင်ဘူးတော့ကျွန်တော်ထင်တယ်နော်ကြည်မနေသင်ဘူးတော့ကျွန်တော်ထင်တယ်တာဝန်ရှိတဲ့လူတွေအားလုံးနော်ဘာစော်ကားတာဘာညာကျွန်တော်တို့ကမှအရှိတရားအမှန်တရားကိုရဲဝံ့ဝဲနော်တက်မတော်ကာကွယ်ဦးစီးချုပ်ဒူးချုပ်ကြီးနာသကအစိုးရအဖွဲ့ဝင်ကြီးကိုအဘာကချုပ်ကြီးကိုယ်တိုင်ပြောခဲ့တယ်မဟုတ်တာလုပ်တဲ့လူတွေကိုဖော်ထုတ်ပါအဂရိလိုက်စားတဲ့လူတွေကိုဖော်ထုတ်ပါနော်တိုင်းပြည်အတွက်တိုင်းပြည်အပေါ်မှာနော်မဟုတ်မမှန်တာလုပ်တဲ့လူတွေကိုအားလုံးဖော်ထုတ်ရမယ်လို့အဘာကချုပ်ကြီးကိုယ်တိုင်ပြောထားတဲ့ဗီဒီယိုပိုင်းရှိတယ်အဲ့တော့အခုကျွန်တော်ပြောချင်တာကကျွန်တော်ကိုတောင်တကွန်တရားရုံးမှာတရားစွဲပြီးတော့မှကျွန်တော်ကတဲ့တရင်သာရှင်းလင်းပွဲနဲ့တောင်းပန်ပါတယ်ဆိုတဲ့ post တွေတင်တယ်နော်ကျွန်တော်ပြောပြမယ်ကျွန်တော်လည်းမသိသေးဘူးမိုးခိုင်လည်းမသိသေးဘူးကိုခေဖုံးကကျွန်တော်အပြင်မှာမြင်လည်းမမြင်ဘူးသိလည်းမသိဘူးတူလည်းမသိသေးဘူး public area မှာတရားဝင်ပြောပါတယ်ကျွန်တော်ဒီနေရာမှာကိုခေဖုံးကိုတခွန်းပြောလိုက်မယ်ကိုခေဖုံးကရေအကိုဒီယောက်ျားဖြစ်တဲ့အတွက်အကိုကျွန်တော်ဖုံးလာဆက်တယ်မိုးခိုင်ကိုဖုံးဆက်တဲ့အတွက်အကိုဖြည့်ရှင်းပေးပါနော်အကိုကယုံလဲမပြဘူးအဲ့တော့ကိုခေဖုံးကကျွန်တော်ဖုံးလာဆက်တယ်နေရကွာပြန်အတန်ပါအဲ့အတန်ပါဟိုဖြစ်လိုက်ကျွန်တော်ဖုံးလာဆက်တယ်ကျွန်တော်မသိဘူးဖုံးစိမ်းဆိုတော့ကျွန်တော်ရဲစခန်းဖုံးကိုပဲစောင့်တာအော်တော်ရီရဲစခန်းကလည်းကျွန်တော်တခါလဲပြောပြီးသားကျွန်တော်ဖုံးမကင်ပြစ်ခဲ့ရင်ကိုစောဘွေးကျွန်တော်တို့ကတောင်တကုံရဲစခန်းကအမှုစစ်ဘဒူပါစခန်းမှုဘဒူပါကျွန်တော်တို့ဖုံးပြန်ဆက်ပေးပါကျွန်တော်အဲ့တခုံးပဲကျွန်တော်ပြောမယ်နော်အဲ့တော့ဒီအဲ့တန်ဖိုင်ပြီအဲ့ဒီတိုင်းပဲထားလိုက်တော့ဘယ်နေရဒီလားအပေါ်ဆုံးနော်
ဒီနေ့လည်းထက်ဆက်တယ်ကိုခေဘုံကလည်းမသေးသေးဘူးဇော်ဘုံလည်းမသေးသေးဘူးမိုးမိုးကလည်းမသေးသေးဘူးကျွန်တော်ကိုခေဘုံကနေတဆင့်ပြီးတော့မှကျွန်တော်ကသူ့ကိုတောင်းပန်ဖို့သတင်းစာရှင်းလင်းပွဲလုပ်ဖို့တဲ့ကျွန်တော်ဒီကိစ္စကမနေ့တည်းကကျွန်တော်ကမပြောချင်တာကကိုခေဘုံကဆိုတဲ့လူကိုကျွန်တော်မမြင်လည်းမမြင်ဘူးသလိုတီးလည်းမသိဘူးဒါပေမဲ့သူ့ကိုကျွန်တော်ခြံပေးလိုက်တာမကောင်းပါဘူးကွာလို့ဟိုမိမတယောက်နဲ့ပြောတဲ့ဘာညာဆိုတော့ဒါပေမဲ့ကျွန်တော်ကိုသတင်းစာရှင်းလင်းပွဲလုပ်ပြီးမှသူ့ကိုတောင်းပန်มาမယ်လို့ဟမ်ကျွန်တော်ရုပ်ရည်နဲ့ကျွန်တော်အနေထားနဲ့ကဟမ်ဒီလိုအမျိုးသမီးမျိုးကိုစုတောင်းနောင်ဆယ်ဘဝစုတောင်းစောဘုံရေးဘဝမှာမှန်တယ်ဒီကောင်းကင်ကိုဒူးနဲ့တက်တိုက်မဲ့ကောင်းကိုခေဘုံကဆိုတာကျွန်တော်ဒီနေ့ဒီမမြင်ဘူးသူကိုယ်တိုင်ဘုံဆက်လာပြီးတော့မှကျွန်တော်တို့ကအစင်ပြေတင်လို့ပါဟိုဘက်တစ်ဖက်ရက်ကိုကဒီလိုပါကျွန်တော်မမိုးမိုးခိုင်နဲ့ဖုံပြောပြီးမှကိုစောဘုံရေးကိုဖုံဆက်တာပါကိုစောဘုံရေးစိတ်ရင်းအမှန်ဘလို့လဲဆိုတာသိအောင်လို့ကျွန်တော်ပြောပြလိုက်တယ်ကျွန်တော်အခုအတန်ပိုင်းဖွင့်ပြမယ်เนาะကျွန်တော်ဒီနေ့နောက်ဆုံးပဲဒီမိန်းမနဲ့ပတ်သက်ရင်ဘယ်တော့မှကျွန်တော်မဖြေရှင်းဘူးကြိုက်တဲ့နေရာမှာတွေ့ရင်ဆိုင်မယ်ကျွန်တော်ကအဲ့တော့ကိုခေဘုံကသူ့ဘာသူကျွန်တော်ကိုလာဆက်တာတော့မှကျွန်တော်ကကိုခေဘုံကအကူညီတောင်းတယ်ဆိုရင်ကိုခေဘုံကမတည်သေးဘူးကိုခေဘုံကအကိုတကယ်လို့မိုးမိုးခိုင်နဲ့စော်ဖုံးနဲ့ဂျားမှာအကိုဂျားဝင်အကိုကအကူလာပြီးတော့ဆက်သွယ်လာတယ်အဲ့ဒီရဲ့ဂျားမှာဘသူကဘလို့စိတ်နေစိတ်သားမျိုးရှိတယ်ဆိုတာကိုတော့အကိုယောက်ျားတယောက်အနေနဲ့နိုင်ငံနဲ့လူမျိုးကိုချစ်တဲ့ခေဖုံးကဖြစ်ရင်အကိုရုပ်ပြစရာမလိုပါဘူးအတန်နဲ့ထွက်ပြောတဲ့ဖိုင်လေးတော့တရားဝင်လိုချင်ပါတယ်အကိုเนาะအခုအကိုကိုဒီနေ့လဲကျွန်တော်ဖုံးဆက်လာတယ်ဒီမှာအတန်ပါရှိတယ်เนาะကျွန်တော်နေကင်းကတင်လိုက်တဲ့ချိန်မှာကိုကေဖုံးကဗျာမကောင်းဘူးလို့ကျွန်တော်ဖုံးဆက်လာတော့ဆက်လာပြီးကျွန်တော်ဆက်လိုက်ချင်အောင်မကင်ဘူးပေါ့ဒီမှာကျွန်တော်ဖွင့်ပြမယ်ဘသူဆက်လာလဲဆိုတာဒီမှာကြည့်လိုက်ဟုတ်ကိုဟုတ်အဲ့အခုကကျွန်တော်တို့တစ်ဖက်ကနိပိတ်အရန်ကိုလက်ခုပ်လက်မောင်းပြီးတော့ဂျူမာကိုဟိုမာကိုဒီမာကိုအရန်ဝမ်းသာနေကြတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်မှာလက်ရှိအခြေအနေကိုတော့ဘယ်အတိအကျပါပြီးတော့ကျွန်တော်တို့ဒီဥက္ကဋ္ဌကြီးလည်းရုရှားရောက်နေတဲ့အချိန်အဲ့လိုမျိုးပူလောင်မှုဆူလောင်မှုတွေမဖြစ်ခင်နဲ့မောင်နှမတွေညှိပြီးတော့မှနေပြီးတော့မှတော့မဟုတ်ဒီလိုမျိုးတကူမှတွေ့ပြီးတော့မောင်နှမတွေညှိပြီးတော့မှပြတ်လို့ရှင်းရှင်းဒီနိုင်ဆွေးနွေးကြရမကောင်းလားပြတ်လို့ရှင်းရင်ပေါ့ကိုမောင်နှမတွေပေါ့လေသူတို့လာရင်တော့ရပါတယ်ကိုခင်ဗျရပါဟုတ်ကျွန်တော်ကကိုကေဖုံးကရေးစကားပြောရတာလဲဟိုအကိုတို့လူတွေနဲ့စကားပြောရတာလဲဟိုဂုံလေးဂုံကြီးဝမ်းလေးဝမ်းသာပါတယ်ဟုတ်ဟိုအလုံးအတိုင်းပြီးတော့အလုံးလုံးတာဆိုတော့လေဟိုကျွန်တော်ကစိတ်ထဲမှာဘာမှမထားဘူးတကယ်လို့သူတို့ဘက်ကတာအသေးချလာတွေ့ပြောပါညာဆိုရင်တော့ကျွန်တော်ကအကိုဘာမှမဖြစ်ဘူးကိုစိတ်ချပါဗျဟုတ်ကဲ့ကျွန်တော်ကတော့လေကိုမောင်နှမတွေအမှန်တကယ်တော့ဒါအမြင်မတူဒါမဟုတ်ရှင်းတဲ့ချင်းနဲ့တူတယ်ခင်ဗျလည်းတူတယ်တခုခုလေးဟိုတော့ဒီ program က recreation ဘောကအဲ့ဒါကိုအချိန်ခံပြီးတော့ဖြစ်တဲ့ကိစ္စလေးတွေကိုမောင်နှမတွေတိုင်းနေမင်းနဲ့ပြောလို့ရှိရင်ခုံမ time နဲ့ဇွဲပေါ်မှာညှိကြရင်တရားရုံးမြောက်ပိုင်းကညားလေးအရက်လက်ကိုပြီးနေတယ်ကိုဒီနေပိန်နေရလေဟုတ်တယ်အဲ့ဒီအချိန်မှာသူများတွေလက်ခုပ်ပြီးတာကိုအဲ့လက်ခုပ်တယ်ရှက်တော့ကျွန်တော်တို့မောင်နှမတွေသူတို့ရွှေနဲ့ညှိနှိုင်းကြရင်ဟိုမကောင်းဘူးလားဆိုကျွန်တော်ဒါဆွေးနွေးမှုနဲ့ညှိနှိုင်းမှုဒါနိုဘယ်ညဉ့်ရေးစကားကိုကျွန်တော်ပြောရပါခင်ဗျာဟိုကိုကေဖုံးကရေအထူးပြောစရာမလိုပါဘူးကျွန်တော်ကအကိုတို့ပြောရင်နားလေပြီးသားပါကျွန်တော်လည်းတကယ်တိုင်းချစ်ပြီးချစ်နိုင်တယ်တက်မလို့ချစ်တယ်ကျွန်တော်သိတာပေါ့ကျွန်တော်လည်းအကြောင်းအရာတစ်ခုကြောင့်မှကျွန်တော်လည်းတော့လည်းဒီနှုတ်နေရလေဟုတ်ကဲ့ပါကိုခင်ဗျာဟုတ်ဒါပေမဲ့ကိုတော့ဘယ်လိုအခုလိုကိုကျော်စိုးတာနော်လေးတို့ဒီဟိုကိုကျော်မျိုးမင်းတို့လုံနေတဲ့ပူလို့တစဦးလို့ကိုညီကိုမောင်နှမတွေနောက်ကနေကြည့်ပြီးတော့ဝမ်းပါပြီးတော့အားရပိဋိဖြစ်နေတာကကြောက်ကဟုတ်ကဲ့ခင်ဗျာဟုတ်အဲ့ဒါမျိုးကိုတော့ဘယ်လိုလဲကျွန်တော်လေဟုတ်နောက်ကနေပြီးကျွန်တော်အကြောင်းအရာတစ်ခုရှိလို့ပေါ့ဗျာဟုတ်သဘောပေါက်ပါတယ်အကြောင်းအကြောင်းရဆိုရင်ကိုတော့ဘယ်သိပါတယ်ကျွန်တော်ကဒီဘယ်ထဲမှာဇေယျမောင်းနေမှာဝင်ရွေးခံမယ်အမတ်လောင်းဆိုတော့ကျွန်တော်လုံးလို့မရဘူးလေနော်တချို့ရတယ်လေဟုတ်ပါတယ်အဲ့တော့ဒီကိုတော့ဘယ်လိုကျွန်တော်တခုမြစ်တာရက်ခံချင်တာမြစ်တာရက်ခံလို့စကားကိုတော့မယ်နော်ဟုတ်ဘာဖြစ်လို့လဲဆိုတော့အဲ့ခုကလည်းကိုအမားလို့ဖြစ်နေဒီပါလေအဲ့ကိုတော့ဘယ်နဲ့ကျွန်တော်မသိပေမဲ့
ကျွန်တော်ရှင်ဘက်ကသိနေတယ် ဟော အော်ငါတို့နားနေပဲမကြည့်ချင်သူတို့ကျိုးသက်ပန်းကကိုယ့်အသက်ကိုမကိုပြီးမှမကြောက်လုံးနေကြရတယ်ပေါ့နော် ဟော အဲ့ဒါလည်းအားရတယ်အဲ့တော့မောင်နှမတွေအချင်းချင်းတရားဆွဲတာတွေဘာတွေအခုသူကတရားဆွဲထားပြီးတောင်းနေကုန်မှာโอเคအဲ့ဒါဆိုကျွန်တော်မမုန်းတဲ့စကားပြောပြီးတော့ပြီဆိုတော့လေ ဟောဟော အဲ့ဒါမမုန်းကျွန်တော်ကတော့ကိုတော့ဘယ်ပို့ဆက်လိုက်မယ်နော်အဲ့မောင်နှမကြီးလေးပြီးရတယ်ဟိုအပူဒင်းချပြီးပြီးရတယ်ဘယ်ဟာဘုကောင်းမလဲပေါ့နော်ကျွန်တော်တွေးလိုက်တဲ့အချိန်မှာအော်ကိုတော့ဘယ်ဟာငါတို့ဒီကိုညပြနိုင်တော့ရနိုင်တယ်ပေါ့နော် ဟောဟော သူလည်းပညာတတ်တယောက်ပဲပေါ့နော်အဲ့ဒါကိုကျွန်တော်ကသူကြီးရဲ့ထိန်နဲ့နေနဲ့ယူဆတယ်အဲ့တော့ကျွန်တော်ဖုန်းဆက်ပြီးလို့ကိုလိုမိုးကိုကျွန်တော်အတောင်းကြားတာ ဟုတ်ရပါတယ်အကိုကေဘုံကရေးအကိုရေးဟိုကျွန်တော်ကအဲ့အမတွေကိုလည်းပွင့်လင်းပြောငကိုတွေကတိတယ်အကိုဟိုကိုမင်းသားကြီးကိုလည်းကျွန်တော်ငကိုတွေကတိတယ်ဒါပေမဲ့ကိုမင်းသားကြီးကကျွန်တော်အဲ့လိုကြီး ဟုတ်မင်းသားကြီးကိုလည်းထဲနေနေရဲ့နဲ့ကောက်တော့ ဟုတ်အဲ့ဒါမမိုးခိုင်တို့ကလည်းကိုကအရင်တည်းကသူတို့ကတကယ်လောက်ခဲ့တဲ့လူတွေဆိုသူတို့တွေလောက်ပြီးဆိုရင် light တွေပါသွားပေးခဲ့ရင်လည်းဟာဒီလိုကြီးကျွန်တော်လောက်တယ်ဆိုတော့ကျွန်တော်ကသူတို့ကိုလည်းမတိုက်ခိုက်ခဲ့ပါဘူးအကိုကြီးကျွန်တော်လေဒီဥစ္စာလောက်တဲ့တဲမှာမျိုးချစ်တွေအားလုံးတိုင်းပြည်ချစ်တဲ့လူတွေအားလုံးကျွန်တော်ကပေါင်းပူးပေါင်းချင်တာဘယ်သူနဲ့ပူးပေါင်းရအကိုရ ဟုတ်ကဲ့ ဟိုနောက်ဆုံးအချိန်လေးထိကိုတက်တာကျွန်တော်နောက်ကနေပဲလိုက်ရဘေးရပဲလိုက်မဲ့လူပါအကိုရ ကျွန်တော်ကိုတော့ဘယ်စိတ်တဲ့ကိုကျွန်တော်လေးစားတယ်ဒါပေမဲ့အခုကလေကျွန်တော်ကဒီနာကျင်တာကတကယ်မဟုတ်ကိုတော့ဘယ်လဲပညာမဲ့တဲ့လူပြောင်းမဟုတ်ဟိုလည်းပညာမဲ့လူပြောင်းမဟုတ်အဲ့ကိုမျိုးချစ်ချင်းရင်ဘတ်တူချင်းမောင်နှမနေကိုကျွန်တော်ကနေဒီတော့ဖြစ်ပြင်းနေဖြစ်ပြမန္တလေးရန်ကုန်တခုခုပေါ့ဟုတ်ကဲ့လေမအဲ့မောင်နှမတွေတကယ်ဒီ toxic press ပေါ့နော်တကယ်ဒီ toxic တဲ့ run မှာအဲ့တူရပြီးတော့မှအမကြီးကျွန်တော်ကအဲ့လိုပြောမိရဟုတ်တယ်ကျွန်တော်မှလည်းထားရှိတယ်ကျွန်တော်မှလည်းထားရှိတယ်အဲ့အမလည်းကျွန်တော်အဲ့လိုလေးပြောတယ်ကျွန်တော်လည်းအဲ့လိုပုထုဇဉ်ချက်တဲ့အတွက်ကျွန်တော်အဲ့လိုပြောမိတယ်မှန်တယ်အဲ့တော့မနေအတူလည်းပြေးပြီးရှေ့ချတကောဒီမှုတမပိတ်ဟိုမနေပိတ်နေတော့ကိုရန်တင်းနေကြပြီ မရတော့ဘွဲကအရန်ကိုသူလှုပ်လိုက်တဲ့အလုပ်တစ်ခုပါဗျာနောက်တော့ဟိုတခြားတာမန်ဆိုရင်တော်သေးတယ်ကျွန်တော်လူကြီးကိုလှုပ်ချလိုက်တာသူက အေးလို့အဲ့ဒါတော့လို့အတိက main price အဲ့ဒါဟိုဘက်ကလူတွေကအရန်ကိုဝမ်းသာနေကြတာ အိုးဝမ်းသာတော့မလက်ကိုလက်တောင်းပြီးတော့မှငါတို့ကပွဲကြည့်မယ်ဆိုရည်ပဲ ဟုတ်တယ်အကိုဟုတ် အဲ့ကိုတော့ဘိုးကြီး သူနိုင်ဘလူရှုံးမကောင်းပါဘူးအကိုရာသိတယ်မ ဟာအခုကျွန်တော်မျိုးချစ်ချင်းအနိုင်ဆုံးမရှိဘူးရှင်ကကရမလေးဒီချင်း ကျွန်တော်ပြောချင်တာအဲ့ဒါ ဟုတ်ရပါတယ်အကိုရတယ်အကိုအစီအစဉ်ပြေသလိုလုပ်ပါကျွန်တော်ကလူရန်ကားတယောက်မဟုတ်ပါဘူးမျိုးချစ်အကိုတို့တိုင်းပြည်ချစ်တဲ့တော်ချစ်တဲ့လူတွေဆိုရင်သူတို့ရဲ့စကားတွေကျွန်တော်နားထောင်ပြီးသားပါဟုတ်ကိုတော့ဘိုးကျွန်တော်စိတ်တက်ကိုကျွန်တော်သိတယ်နားလေးလေမြင်နဲ့တွေ့တယ်အဲ့တော့မလို့အခုကြာတာညီကိုအရင်ကဲ့သို့ပြောတဲ့စကားနော်ညီကိုအရင်ကဲ့သို့ခင်လို့တော့ကျွန်တော်တခါမှဖုံးမဆက်ဘူးဘသူ့ကိုမှကျွန်တော်ဟုတ်နားလေပါတယ်အခုကျွန်တော်ဒါ respect ထားပြီးတော့မှအော်ကိုမျိုးစစ်တဲ့နိုင်ငံမှာကိုလိုဖြစ်နေတဲ့အချိန်မှာဒီအချိန်မှာဒါဖြစ်တဲ့လားကျွန်တော်စဉ်းစားလိုက်တယ်မဖြစ်တယ်ဘူး okay မဖြစ်တဲ့လူကဘာလုပ်တယ်လဲ okay အဲ့မမိုးလည်းကပေါင်းဆက်တယ်နဲ့အခုအမလည်းဟုတ်တယ်ပြီးတော့ကိုစောဘောဟဲ့ဘာလဲနော်မခင်ဘူးတို့ရှင်းပါချင်းလူတန်းပြီးအတွက်ကိုလိုချိန်မှာမသိမှမကြောက်ပဲနဲ့လုံးနေတယ် okay ဒီကလေးကလေးသားတယ် okay အဲ့အတွက်ကျွန်တော်ပေါင်းဆက်တာပဲဟုတ်ကဲ့ပေါင်းဆက်တဲ့အကြောင်းကလေဟိုကောင်းချောင်းကိုပဲကျွန်တော်ဆက်တာလေ ဟုတ်ရပါတယ်အခုအစင်းပြေသလိုလေးပဲမောင်နှမကြီးကြားမှာဟိုဖြစ်ပေးပါနော်ဟုတ်ကဲ့ကျွန်တော်အဲ့ကိုဒီနေ့လည်းမလုပ်တော့ဘူးနော်ကွမ်ကောင်းနေအကိုကြီးပြောတာနဲ့ဟိုတနာရောက်စောသွားလို့ဟုတ်ကဲ့ကျွန်တော်လည်းဒီဘက်မှာအဲ့ဒါလှုပ်ဖို့ကင်ဖို့လေးတွေဖြစ်နေတဲ့အချိန်ဖြစ်နေတာဟုတ်ကဲ့အဲ့ကိစ္စတွေကိုပေါ့နော်ဟိုဒီဘက်ကပြင်းဦးလွင်မြို့နေဒီဘက်ကပြင်းဦးလွင်မှာရှိတဲ့တရားရေးနဲ့ပတ်သက်တဲ့လူတွေတို့မန္တလေးကကျွန်တော်ပြင်းဦးလွင်ဟာကိုရဟုတ်အဲ့လူတွေကလည်းမခံကြဘူးအကိုကမခံတော့ကြတော့အပြန်အလှန်လေးဖြစ်ကုန်မှာပေါ့ဗျာဟုတ်ကျွန်တော်လည်းကိုယ်တော်နေတယ်လားမပြောကြတာတည်းတော့ကျွန်တော်ပြင်းဦးလွင် DSTA မှာကျွန်တော်နေတယ်ပြီးတော့ DSC မှာနေတယ်ပြီးတော့ MDC မှာနေတယ်ကွာဟုတ်ကဲ့ကျွန်တော်အဲ့ဒဇင်ဦးတို့နဲ့လည်း DSG တွေတွားလူဘူးပါလေဒဇင်ဦးကျွန်တော်ညမှာတွားလူဘူးပါတယ်ကိုရကျွန်တော်ဟုတ်ကဲ့ကိုဒါကြောင့်မလို့ကျွန်တော်လေးစားတယ်ဒဇင်ဦးကျွန်တော်ကြောင့်ဒဇင်အတီုံတာတူတာဟိုဘူးမတော့တမ်းဆက်ပေမဲ့နမညမမဟုတ်နော်နမအရှင်ကတို့တာသူ့ကိုကျွန်တော်အကုန်လုံးလမ်းမြောက်ပြီးတော့ပြောင်းမှပေးရတယ်လေဟုတ်ကိုနမလေးဟုတ်ရပါတယ်အခုအစဉ်ပြေလို့ဟိုဟာညီနိုင်ကြည့်ပါအောင်ဟုတ်ကဲ့ကျွန်တော်ညီနိုင်ရတယ်ကိုဟိုလေကိုမောင်နှမတွေကိုတန်းပြီးအဲ့လိုသူ့နေအချိန်မှာသူအချိန်
င်းနေပွဲစုတော့မဖြစ်ရအောင်လို့ကျွန်တော်အကောင်းဆုံးကျွန်တော်ညှိနှိုင်းပေးမယ် အဓိကတော့တခုပေါ့ဒီလိုဟိုဒီအပြစ်မှုရင်ဒီအပုတ်ဒီပုံမှာပေါ့ပြစ်မှုတော့မဟုတ်ပါဘူးဒါရင်ဆိုင်ရတာလွယ်လွယ်လေးပါဘလို့ပဲဖြစ်ပါဟိုတခုပြောချင်တာသူ့တော့ပေါ့လေဟို line ပေါ်မှာပဲမောင်နှမချင်းဆိုရင် तू ကတော့အရင်ဆွဲတဲ့အတွက် तू ကတော့အရင်ဒါလေးကို line ပေါ်မှာပြန်ပြောပြီးအဲ့ဒါမှနီးပိတ်တွေကတိမှာကို ဟုတ်မှန်တယ်လေ ဟိုအဲ့မှာနီးပိတ်တွေကတိသွားမှာကိုတော့ဘိုးရင်းတွေကကျမဒီလိုပါပဲဆိုသူကဘလို့နီးနဲ့ပြောအကောင့်တူးကြောင်ပဲပြောဘလို့ကြောင်ပဲပြောကျမကိုလည်းနာမည်တက်ပြီးတော့ကျွန်တော်လည်းတကယ်မဆဲခဲ့ဘူးအကိုတကယ်ပြောတာဟိုကျွန်တော်နာမည်မတက်ခဲ့ဘူးအဲ့မှာအောက်ကလာမန်းလို့ကွန်မန့်မင်းကိုမမိုးခိုင်တရားဆွဲတော့မယ်ဆိုလို့ဘယ်ကဖာတယ်မလို့မမိုးခိုင်ဆိုအဲ့လိုပဲပြောလိုက်တာဟုတ်ကဲ့ကွန်မန့်ကိုပြောလိုက်တာဟုတ်ဒါရီကို social media မှာကုသစံနေပြန်ဒါရီ60လောက်ကကြီးတဲ့တရားဝင်လို့မရဘူးရဲ့အဲ့တော့ကျွန်တော်လည်းဘာဖြစ်လဲဖုန်းကဘေးရောက်တယ်ဗီဒီယိုပြန်ဖွင့်နေဖုန်းကလေကျွန်တော်ပြောပြမယ်တေချာနာတော့တောင်းပန်တဲ့စကားတခွန်းမှမပါဘူးအဲ့တခုကလေအဲ့ဒါပြဿနာမရှိဘူးကျွန်တော်တခုပြောသားချင်တာကွာအခုကွာအဲ့လိုဖြစ်ကြတယ်မောင်နှမနဲ့ယောက်ျားမှာသူကလည်း line မတင်မယ်ကိုတော့ line မတင်မတင်တော့အဲ့ချိန်မှာ size ကိုတိုင်းရိုက်တွေ့မှာမောင်နှမနဲ့တွေ့တဲ့အချိန်မှာလေတိုင်းကိုတိုင်းရိုက်တွေ့မှာကျွန်တော်တို့မောင်နှမနဲ့အဲ့လိုဖြစ်ပြီးကျမကတော့တောင်းတဲ့ကောင်မှာအမှုကိုပိတ်သိမ်းခဲ့ပြီအခုချိန်မှာကျမတို့အခုကိုခေပုံခါပေါ့နော်ရှိရဲ့အဲ့တော့ဒီမှာဘာမှမရောက်သိပြီးတော့တူးနဲ့တူအမြင်မကြည့်နေတာကိုဘယ်ဝိုင်းမှာ novel ညဉ့်စကားဆွေးနွေးကြတယ်အဲ့ချိန်မှာပြည်လည်းမှုရတာ live ကိုတိုင်းလိုက်ပါတိုင်းကျွန်တော်လည်းမမိုးခိုင်ကိုသိမှာဟုတ်ကဲ့ဘလို့ပြောနော်သမီးစကားကိုမျိုးချက်ပြောဖြစ်တဲ့အတွက်နော်ဘလို့ပြောအဲ့မမနဲ့အဲ့အဆင်ပြေတော့ကြတော့မကောင်းလားရပါတယ်အကိုကြီးစီစဉ်လိုက်ပါသူ့ပြင်းလေးခေါ်လိုက်ကျွန်တော်အကိုကြီးတို့ပြောတဲ့အတိုင်းအေးကျွန်တော်ကနာခံမှာပါကျွန်တော်အငယ်ပါအကိုဟုတ်မဟုတ်ပါဘူးဒါအဲ့လိုမဟုတ်ပါဘူးကွယ်အဲ့လိုမဟုတ်ပါဘူးဘာဒါမြစ်တာရက်ခံတဲ့ဘောနော်ရပါတယ်ခင်ဗျရပါတယ်ခဏမြစ်တာရက်ခံတဲ့โอเคအဲ့တော့ဘယ်လိုပြန်ချလိုက်မလားတာနေနော်โอเคပါခင်ဗျာကျေးဇူးတင်ပါတယ်ကိုကြီးကကိုကြီးကဆန္ဒပါကြီးဟုတ်ကဲ့နေရပြီဟုတ်ကဲ့ထောင်းနေရပြီလားနော်โอเค thank you ကဲကျွန်တော်ကစကားတခွန်းမှတောင်းမှန်တာမပါဘူးတောင်းမှန်မယ်ဆိုရဲစကားတခွန်းမှလည်းမပြောဘူးကိုခေဘုံကမသိသေးဘူးဖုန်းနံပါတ်လိုချင်အခုပြောလိုက်ကိုခေဘုံကတော့တခုပဲပြောချင်တယ်စော်ဘုံရေးစိတ်ဓာတ်ကတိုင်းပြည်ပေါ်မှာဘလို့ထားလဲမိုးခိုင်စိတ်ဓာတ်ကတိုင်းပြည်ပေါ်မှာဘလို့ထားလဲဆိုတာကိုခေဘုံကကျွန်တော်တို့ဖုန်းလာဆက်တဲ့အတွက်ကိုခေဘုံကအနေနဲ့ထွက်ပြောပေးပါနော်ကျွန်တော်ကလူတူတယောက်ကိုခေဘုံကဆိုတာမမြင်ဘူးလေကျွန်တော်ကလူတိုင်းကိုလေးစားတဲ့လူထဲမှာပါတဲ့ယောက်ျားတယောက်ဖြစ်တယ်ကျွန်တော်လာပြောတယ်ဆိုရင်ရတယ်ရှင်းတယ်ကျွန်တော်ပြောတယ် line ပေါ်မှာတရားဝင်တင်ပြီးမှပဲကျွန်တော်ပြင်ဦးလင်းကိုလာခဲ့ပါကျွန်တော်တွေ့ပေးပါမယ်ပြင်ဦးလင်းမှာတွေ့မယ်ပြင်ဦးလင်းမှာပြောပေးမယ်ကိုမောင်နှမတွေတရားဝင်ပိတ်သိမ်းပြီးမှပဲကျွန်တော်ကိုဆက်သွယ်ပါနော်ကျွန်တော်တခုပြောလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ကပဲမသိရင်သတင်းစာရှင်းလင်းပွဲနဲ့သူ့ကိုတောင်းပန်မယ်လို့ဘာလို့အဲ့သူကသတင်းစာရှင်းလင်းပွဲနဲ့တောင်းပန်မယ်ဆိုပြီးတော့မှFacebook ပေါ်မှာတက်ရေးတာကျွန်တော်သတင်းစာရှင်းလင်းပွဲမှာတောင်းပန်ဆိုတဲ့စောက်တန်ပါလာခေဘုံကကိုကျွန်တော်ပြောတဲ့နေရာမှာနော်ကျွန်တော်ခေဘုံကကိုမသိဘူးဒီနေ့ခေဘုံကပြန်ပြီးတော့ဘုံဆက်လာတယ်ထပ်ပြောပြမယ်ခင်ဗျားတို့တိဝအောင်လို့ကျွန်တော်ရဲ့လူတွေပုံချပြီးတော့မနေ့ကညနေလည်းညှိဒါပေမဲ့ကိုစကောကြီးကျွန်တော်ဖြစ်စိတ်တဲ့ဆန္ဒဆိုတော့ဝိုင်းယူမှာပေါ့နော်အမကျွန်တော်လည်းဒါဒီနေ့ဆက်လာနော်ဒီနေ့ကိုခေဘုံကကျွန်တော်ကိုဆက်လာတာသူကသူ့ကြားထဲကနေဟိုဘက်ဒီဘက်ကို तू ကတော့ပြေလေစေခြင်းလို့ညှိပေးတာဖြစ်ကောင်းဖြစ်လိမ့်မယ်ကျွန်တော်ဘက်ကတော့အေးစစ်စစ်ပဲကျွန်တော်ကယောက်ျားလေးတိုင်းပြည်ချင်းနိုင်ငံချစ်စိတ်တဲ့လူကျွန်တော်ကနှလုံးလာတယ်သဘောထားကြီးတယ်ကျွန်တော်ကကောက်ချစ်တဲ့ကောင်ရုပ်မာတဲ့ကောင်အောက်တန်းသားကောင်မဟုတ်ဘူးဒီနေ့ကိုခေဘုံကဒီမှာ3:26 မိနစ်မှာဖုံးပြန်ဆက်လာတာနော်ဒီမှာနားထောင်လိုက်ကိုလည်း
အခုမှပုံချပြီးတော့မနေ့ညနေလည်းညှိဒါပေမဲ့ကိုယ်တော်ကြီးကျွန်တော်ဖြစ်စေတဲ့ဆန္ဒဆိုဝိုင်းကြီးမှာပေါ့မှာတော့အမကျွန်တော်လည်းကမှားတယ်အခုအဲ့လိုမိုးလည်းကမှားတယ်တုံးနဲ့တူပဲအပြန်လာတယ်မှားခဲ့ကောင်းတယ်အပြန်လာတာဘာပဲလေနော် ဟုတ်ကဲ့ပါကိုဟုတ် အဲ့လိုဖြစ်စေချင်တာအခုမမိုးကကြည့်လို့မရဘူးပဲ ဟုတ် ကြည့်လို့မရဘူးကိုယ်နဲ့ကိုကြီးညီမလေးမနေတဲ့ညီမလေးအစိုးရကောင်းလာတော့ပြန်မမိုးကျွန်တော်တို့ဖြစ်စေချင်တယ်မလေးကိုယ်တော်ဘုန်းနဲ့ကျွန်တော်လည်းပုံပြောပြီးသွားပြီကိုယ်တော်ဘုန်းရလည်းကောင်းမှပြောတယ်အဲ့လိုတွေ့ကြရအောင်ဒီမိုးမှာပေါင်းလို့မရသူမလည်းသူကတောင်းမယ်မမိုးကြီးကိုမလည်းကိုဖိုးရဲ့ဒီမလေးတော့ဘာအခက်လဲသွားတယ်ဘာမှသွားတယ်ပေါ့သူနဲ့သူအပြန်လာပေါ့ဒါမျိုးလေးတွေတကယ်ကြောင့်တော့မမငယ်ဘူးဆိုရင်အပြန်လာအေးစေးအမျိုးလေးဖြစ်စေချင်တာလို့ကျွန်တော်ညှိတယ်ကဘလို့မှကျွန်တော်အေးစေးညှိပြီးပြီလေအဆင်ပြေမနေဘူးကိုယ်ဖိုးရင်ဟုတ်ရပါတယ်ကိုရပါတယ်ကိုဟုတ်သူများတွေလေအားချလက်ကိုပြီးနေအောင်ကျွန်တော်လည်းမကြိုက်တာကြတယ်ကိုအချင်းချင်းတွေကိုလေဟုတ်မပြေလေးရပါတယ်အကိုရဒါကတော့ကိုဖောက်တဲ့လမ်းကြီးချောက်ကြရမှာမဟုတ်ဘူးလားအမေရိကန်ကျွန်တော်ပြည်နေတယ်လားဟုတ်ကျွန်တော်တကယ်ပြည်နေတာဗျာဘာလို့လဲကိုချင်းကြီးအဲ့လိုဖြစ်နေသူများတွေပြည်လို့ဒီကဘာလို့ကိုစပွဲအပေးလို့အများကြီးပဲလေဟုတ်တော်ပြီကိုစပွဲမောင်းနေလို့အများကြီးပဲလေဟုတ်ကဲ့တော်ပြီသူမောင်းနေချက်အလဲမှနေလို့အများကြီးပဲလေဟုတ်တယ်ဒါကြောင့်လို့ဒီကမောင်းနေတယ်မမိုးကြီးကျွန်တော်တို့ဒီလိုဟုတ်ပြီကိုဖိုးကြီးအမိုးတော်လေးဘလို့အဲ့လိုကျွန်တော်လေးကမားတယ်အခုလည်းကမားတယ်ဘာမောင်းနေအချင်းကြီးပြီးအဲ့ဒါလိုဖြစ်စေချင်တာဒါမှမမိုးကညှိလို့မရဘူးကိုစပွဲညှိလို့ရတယ်ကိုစပွဲညှိလို့ရတယ်မင်းကကျွန်တော်တကားပြောကိုစပွဲအကုန်လုံးကန်တယ်မမိုးကလည်းမခံဘူးကွယ်ကျွန်တော်ယောက်ျားပါကိုရဟိုကိုတိုင်းပြည်အတွက်လှုပ်တဲ့လှုပ်တွေမှန်သမျှဒီတော့မှကျွန်တော်တို့ကသီးမခံနိုင်ဘူးဆိုလို့ရှိရင်ဒီရှေ့ဆက်ဘယ်လိုသွားလုပ်မလဲကိုရနော်မှန်တယ်လေအမှန်ပေါ့ဒါမှကျွန်တော်မောင်နှမချင်းကြီးတွေပြန်အဆင်ပြေသွားကြပြီကျွန်တော်ကွယ်ချစ်ခင်ရင်းဟိုဒီလုံးဝင်တယ်ကျွန်တော်ပေါ့ဆက်လာတဲ့ကြားထဲမှာတခုပဲကောင်းတာအကိုကျွန်တော်ရဲ့စိတ်ဓာတ်ကိုပေါ်ပေါ်လင်းလင်းအကိုတည်သွားရပြီဟုတ်တယ်ဟုတ်ကဲ့ကျွန်တော်ဒီအာဃာတတရားအမုန်းတရားရှိတဲ့လူသားမဟုတ်ဘူးကျွန်တော်မင်းကစကားပြောကြည့်ရသေးရလေကိုယ်တိုင်နားလေသွားတဲ့အတွက်ကိုပဲကျွန်တော်အဲ့ဒါအရှုံးနဲ့အမြတ်ပါအကိုညှိလို့မရတဲ့အရာတွေကိုအကိုဘယ်တော့မှမညှိနဲ့အကိုစိတ်သက်ပင်ပန်းခံမရောမလုပ်ပါနဲ့ဟုတ်ကျွန်တော်လေးမနေ့ကလည်းညှိတယ်အခုလည်းညှိတယ်နော်မမိုးရဲ့ဘာပဲဖြစ်ဖြစ်ကိုမောင်နှမကြီးသူနားပြီးဖြစ်မယ်သူနန်ဒီဖြစ်မယ်သူနန်ဒီဖြစ်မယ်ကိုခုထူစံတော့ဒီလိုကမှတ်ကြရတယ်တခါလေဒါတော့တဲ့အချိန်မှာမောင်နှမကြီးသူ့ဘက်ပေါ်မှာရှင်းလို့မရဘူးလားအခုမှကျွန်တော်ဖုန်းဆက်ပြီးတော့မရဘူးလေတင်းခံတယ်လားတင်းခံတယ်ဆိုတော့ဒါကိုယ်ကတော့ပြောပြတာဒါမရတော့ဘူးကိုပြမမခံပါနဲ့ကျွန်တော်အကိုကြီးဒီလိုမျိုးပဲဟိုကိုမောင်နှမတွေကိုတိုင်းပြည်အတွက်ကိုလှုပ်နေတဲ့လူတွေချင်းပြေးလေးစေချင်လို့အကိုကြီးလှုပ်ပေးတာဟိုရဲ့ကျေးဇူးတင်တယ်အကိုကြီးနော်ဟုတ်လေကိုဘိုးကြီးကြာကိုဘာပဲဖြစ်ဖြစ်အဲ့မောင်နှမတွေတိတ်တိုက်တရားရင်ဆိုင်ရတဲ့အခါသူကိုတော့အကောင်းဆုံးလေးနဲ့အအေးမြတ်ဆုံးလေးရှင်းဆိုင်ကြစေချင်တယ်ဘယ်လိုမှညှိလို့မရတော့တဲ့အတွက်လေဟုတ်ကဲ့ပါရပါတယ်အကိုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အကိုကြီးဟုတ်ဒါပဲနော်ကောင်းကောင်းနေလို့ဟုတ်ကဲ့ကျမောက်ဒီစားနေပြောချင်တာကိုခေဘုံကဆိုတဲ့လူကိုကျွန်တော်သိလဲမသိဘူးမြင်လဲမမြင်ဘူးမနေ့ကမနေ့ကကိုခေဘုံကဖုံးဆက်လာတယ်ကိုစောဘုံရေးကျွန်တော်ကမမိုးမိုးခိုင်နဲ့စကားပြောပြီးသွားပြီအဲ့ဒါဖြစ်တဲ့အတွက်ကိုစောဘုံရဲ့စိတ်နေစိတ်ထားကိုသိကျင်လို့ဆိုတော့ကျွန်တော်ကပြောပေးလိုက်တယ်ကျွန်တော်ပြောတာကကျွန်တော်အမှုပိတ်ပြီးမှပြင်ဦးလွင်မှာလာတောင်းမှန်လာစကားပြောပါလို့ကျွန်တော်ပြောလိုက်တာနော်ကျွန်တော်ဒါအခုမှဖွင့်ပြောတာကိုခေကုန်းကကိုလည်းဖုံးလည်းမသိဘူးလူလည်းမသိဘူးကျွန်တော်ဘွားမှာမြန်မာနိုင်ငံမှာကျွန်တော်အမှန်တိုင်းပြောလိုက်မယ်ကြော်မျိုးမင်းကြော်စိုးဦးသတင်းသမားသတင်းမီဒီယာမှာအခုနောက်ပိုင်းတိုးလာတဲ့ကြော်မျိုးမင်းကြော်စိုးဦးနောင်တော်လေးပရိုင်းမီဒီယာနောက်စနိုက်ပါစုသတင်းမီဒီယာမှာအရက်ဒီစပီကာမှာမဘူတုပေါက်ကိုတော့နောက်တော့ဟိုအောင်စပင်ရှင်နဲ့ကောင်တယောက်ရှိတယ်ကျွန်တော်ရိုင်းတာမဟုတ်ဘူးကျွန်တော်လည်းမသိဘူးသူ့နာမည်လည်းကျွန်တော်သိကိုမသိလို့စပင်ရှင်ကြီးနဲ့နေတဲ့တယောက်စပီကာမှာနော်ကျွန်တော်ပြောတယ်မဘူတုပေါက်ကိုတော့အဲ့စပင်ရှင်နဲ့ညီလေး
လားအကိုလားကျွန်တော်လည်းမသိဘူးလားကျွန်တော်အဲ့ဒီတဲ့ကောင်လို့ပြောတာနော်နောက်တစ်ယောက်ကဟိုဟာပိုင်ရဲကိုပြီးရင်ဟိုဗာလဲမဟာပညာကျော်လားဟိုရွှေရင်စီရဲ့အကိုလားမောင်းလားနော်နောက်တစ်ခုနောက်ပိုင်းတက်လာတဲ့လူငယ်နှစ်ယောက်ရှိတယ်ရခိုင်တိုင်းရင်းသားတစ်ယောက်နဲ့နောက်တစ်ယောက်ရှိသေးတယ်ကောင်လေးငယ်လေးပဲရှိသေးတယ်ကျွန်တော်သူတို့ပဲသိတာနော်ကိုကေဘုံကဆိုတဲ့လူကကျွန်တော်ကိုလာဆက်တာမမိုးခိုင်နဲ့ဖုံးဆက်ပြီးပါပြီဆိုပြီးတော့မှကိုဘုံဘက်ကဆက်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်အကိုတို့အဲ့ဒီမိုးခိုင်ကိုပြောလိုက်အမှုပိတ်ပြီးမှပြင်ဦးလွင်ကိုပဲလာခဲ့လိုက်ရတယ်ကျွန်တော်လက်ခံတွေးဆုံပြီးတော့စကားပြောပေးမယ်လို့ဒီနေ့ဒီစကားပြောတာကျွန်တော်မပြောခဲ့ဘူးနော်အဲ့မိန်းမကဂုံစားပြီးတော့မှကျွန်တော်ကသူ့ကိုသတင်းစာရှင်းလင်းပွဲနဲ့တောင်းပန်ပါမယ်ဆိုတော့ဟမ်အနေထားဘယ်နေထားလဲတချို့အရာတွေကိုဖွက်ထားတာလက်သေးလို့ကြောင်းလက်သေးလို့ဖွက်ထားတာဇော်ဘုံရပွင့်လင်းအရန်ပွင့်လင်းပြီးတော့မှဖွက်ထားပြီးဆိုရင်ဘယ်သူမှမသိအောင်ဖွက်ထားတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါနဲ့သူဂုံထက်တက်စာပလိုက်တယ်ကျွန်တော်ပြောပြမယ် line ပေါ်မှာတည်းကဟိုက तू ကရှုံးနေပြီသူ့ရဲ့အောက်မှာ तू တင်တဲ့ပို့ဆက်မန်းအောက်တွေထဲမှာကဇော်ဘုံဟင်းကတိုင်းပြည်ဒီမြန်မာနိုင်ငံလုံးရဲ့အနေထားအရမှာဇော်ဘုံဟင်းကိုဘယ်လောက်ထိဝန်းရံမလဲဆိုတဲ့တိုင်းသူပြည်သားအများကြီးရှိတာနော်အများကြီးရှိတာကျွန်တော်ကြံတဲ့အရာတွေမပြောဘူးဒီ66ခါကြီး तू ဆွဲထားတဲ့ဥစ္စာလားကျွန်တော်ကတစ်တော့မှာလာမှတ်လို့မိုးခိုင်ဆိုတာဘယ်ကဖားတယ်မှာလဲလို့ပြောမေးလိုက်တာအဲ့တခုပဲကျွန်တော်မှာအပြစ်ရှိတယ်သူကျွန်တော်အရင်စပြီးတော့စတာအောက်တန်းစားထမိန်ကျိုးအလူခံပြီးတော့မှခွက်ခောက်တယ်ပါညာသူအရင်စတဲ့ post တွေအကုန်လုံးဒီမှာshort တွက်နေတယ်ဟုတ်လားဒီဥစ္စာမင်းသားကြီးရဲ့စစ်ဒီဥစ္စာကမိုးခိုင်ရဲ့အားလုံးအစအဆုံးအကုန်ပါမယ်ရှင်းတယ်နော်လူဆိုတာမချင်းချောက်ဘူးတရားဆွဲတာတွေမဆွဲတာတွေ line ပေါ်မှာတက်မပြောဘူးတခါတည်းမိုးချိုးပြစ်မှာဟုတ်ပြီလားသိထားဖို့ပြောတာတောင်းပန်တယ်ဆိုတဲ့စကားစော်ဘုံရေးပါဇက်ကနေလေထွက်ရင်ကိုတတ်သိပ်ပလိုက်မယ်လူတွေလာပြီးတော့ဂျားဝင်ပြန်ပြေတော့ကိုကအကောင့်ဖြစ်ဖို့အတွက်ကိုသွားတာပါဆိုပြီးတော့မှအကောင်းဆုံးပြောပေးလိုက်တာနော်ကိုခေဘုံကအကိုယောက်ျားဆိုရင်ထွက်ပြောလိုက်တင်ပေးလိုက်ပါအကိုမိုးခိုင်ကိုသွားပြောတဲ့စကားကိုမိုးခိုင်ပါပြောတယ်စော်ဘုံရေးကိုလာညှိတဲ့အချိန်မှာစော်ဘုံရေးကတိုင်းပြည်ဖြစ်တိုင်းပြည်ကိုချစ်တဲ့စိတ်နိုင်ငံကိုချစ်တဲ့စိတ်လူမျိုးကိုချစ်တဲ့စိတ်နဲ့ဘာပြောလဲဆိုတာအကိုကိုယ်တိုင်သိတယ်အကိုယောက်ျားပြီးသားဖို့လိုတယ်နော်အဲ့တော့ကျွန်တော်ဒီမိုးခိုင်ဆိုတာမင်းသားကြီးဆိုတာဟိုးအရင်တော့သူတို့လှုပ်ခဲ့တဲ့တမတော်နေဘာပွဲတွေညာပွဲတွေဘာပွဲတွေကျွန်တော်သိလည်းမသိဘူးကျွန်တော်သူတို့လည်းမတိုက်ခိုက်ဘူးရှင်းလေနော်မိုးခိုင်ကိုလည်းမသိဘူးမင်းသားကြီးကိုလည်းမသိဘူးတိုက်လည်းမတိုက်ခိုက်ဘူးသိလည်းမတိုက်ခိုက်ဘူးမသိလည်းမတိုက်ခိုက်ဘူးဒါသူတို့လှုပ်နိုင်တဲ့အလုပ်သူတို့လှုပ်ခဲ့တာကျွန်တော်အခုကြမှာတမတော်ကိုကျွန်တော် MDY PDF ပါတို့တရင်ပေးပါတယ်တို့အလူခံပါတယ်တို့ခွက်ကောက်ပါတယ်ကျွန်တော်လူခံတဲ့ post တစ်ခုရှိလားပြကြည့်လိုက်ကျွန်တော်တက်မတော်ကနေပြီးတော့မှကျွန်တော်ရဲ့တက်တရားတက်မတော်သားပဲထွက်မှာမှတ်ထားအ ਨੇ ဆုံးဘုံမှုအစင်းလောက်ထွက်မှာကိုစောဘုံရေးဆိုတဲ့လူကဒီလိုလူမဟုတ်ဘူးလားစစ်တပ်ကပဲထွက်မှာတက်တည်ရှင်းလားအမှုတစ်ခုဖြစ်လာခဲ့ရင်တော့မှနော်ဇော်ဘုံရို MDY PDF တို့ဘာလို့အဲ့တော့အဲ့ဒီနေ့ကမင်းသားကြီးကရန်ကုန်ကိုရောက်နေတာရွှေကုံဘုရားဖူးတဲ့ဘာညာပြီးလဲပြီးတော့ကျွန်တော်အမှုဖွင့်ရောနော်အဲ့ဒီမင်းသားကြီးကတစ်ချိန်လုံးကျွန်တော်မင်းတေနေစီပြီမင်းတေရမယ်
မင်းသိမဲ့နေမင်းငါမျက်နှာကိုတွေ့ရမယ်သူအမျိုးမျိုးကျွန်တော်ကိုချင်းချောက်ကြတယ်နော်မိုးမိုးခိုင်ကိုကျွန်တော်တို့တောင်တကုံမှာတရားဆွဲခိုင်းတယ်ဆွဲခိုင်းတဲ့မှုကဘာမှုလဲကျွန်တော်အခုပြင်ဦးလင်မှာအေစပတ်5စီးအဲ့တရားရုံးကိုကျွန်တော်ခေါ်တဲ့နေ့ပြင်ဦးလင်ကလူတွေအကုန်လုံးကျွန်တော်ချစ်တဲ့ဝင်းရတဲ့လူအေစပတ်5စီးဒီနေ့ဖုံးဆက်တယ်စီစဉ်ထားတယ်အကုန်လိုက်မယ်နော်ရန်ကုန်မှာတခါနဲ့ထည့်ပြောလိုက်မယ်မဘူတူတို့ကိုမုတ်စိတ်တို့နော်အမျိုးသားရေးသမားတွေရန်တွေကိုတော့မပြောတော့ဒါမကောင်းတဲ့တို့နော်ဇော်ဘုန်းကြီးဆိုတာဘလို့ကောင်းလဲဆိုတာကိုအကုန်လုံးလိုက်မှာနော်အခုကျွန်တော်ဘာလုပ်လဲသူတို့ကကျွန်တော်ကိုအပြင်ကိုထွက်လို့ရအောင်ဆွဲခေါ်တယ်ဒီတရားရုံးကိုရောက်ရင်ပြီးရောနော်အဲ့တော့မြန်မာနိုင်ငံမှာပြည်ထောင်ရေးဆိုတာပြည်ထောင်ဝင်ကြီးချုပ်ကြီးလဲကျွန်တော်တို့ဒီဘက်ပြင်ဦးလင်ဘက်ကိုနော်အလုပ်ကိစ္စတွေနဲ့ရောက်ပြည်ထောင်ရေးမှာရဲချုပ်တွေလည်းအကုန်သိတယ်ဒီကောင်တွေကပြောလိုက်လို့ဒီကောင်မတွေကပြောလိုက်ရင်ဘဒုကိုပိုင်ပါတယ်လို့နော်အဘကချုပ်ကြီးကသူတို့ရဲ့ပေးတဲ့သတင်းတွေနဲ့အလုံးလုံးရပါတယ်လို့သူတို့ပြောထားတာကျွန်တော်တို့အဲ့လိုဘယ်တော့မှမပြောဘူးနော်ချစ်အဖေတို့ချစ်အမေတို့နဲ့နော်ကျွန်တော်တောင်တုံရဲစခန်းမှာတရားအမှုသွားဖွင့်တဲ့ကရိုးသားမှုရှိလားဆိုတာတော့သိရမယ်သူကြတော့ဟမ်ငါတောင်တကွာဖွင့်တာလေတဲ့နေကယောက်ျားကြီးဖြစ်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အေးအဲ့ဒါဆိုရင်ငါနေ့ကိုပြင်ဦးလာဖွင့်ရောနေလာဖို့ပဲဆူတောင်းတာဟုတ်ပြီလားလူဆိုတာအပြန်လာမယ်ဟုတ်လားအဲ့တော့ကျွန်တော်အကိုကြီးတွေကနေပြီးတော့ပြောတယ်မင်းတို့ကောင်မျိုးဟာတဲ့ကျွန်တော်ဒီနေ့တော်တော်အစဲခံရတယ်ဘာစောက်စင်းမှမရှိတဲ့ဒီလိုလူမျိုးတွေကိုမင်းဖြည့်ရှင်းနေတယ်တဲ့ကျွန်တော်ကပြောလိုက်တယ်အကိုကြီးတို့ကျွန်တော်တို့အဲ့လိုမပြောပါနဲ့လို့ကျွန်တော်မှလည်းကျွန်တော်ဝင်းရတဲ့လူရှိတယ်ဗျာလို့ဒီအမျိုးသမီးကသူ့ကိုမတောင်းမှန်မဲနဲ့တရင်သာရှင်းနေပွဲလုပ်ပြီးတောင်းမှန်ပါမယ်လို့ဘာလို့ဒီလိုအတန်လည်းမထွက်ပဲနဲ့သူကဒါမျိုးတွေပြောတော့ကျွန်တော်လည်းမခံနိုင်ဘူးလေဗျာလို့ကျွန်တော်ပြောတာပေါ့လို့ကျွန်တော်ရဲ့ခင်မွန်ကြီးစေပါထဲမှာပါတဲ့အကိုကြီးအဲ့ဒီကိစ္စတွေကိုငါလုံမယ်တဲ့မင်းစောက်စရာမရှုံနဲ့အိုက်ကောင်မအကြောင်းတခွန်းကမင်းမပြောနဲ့တော့တဲ့ဒီနေ့ကျွန်တော်ဒါနောက်ဆုံးပြောတာနော်အိုက်ကိစ္စတွေမင်းစောက်လို့မဟုတ်ဘူးတဲ့ဒါကြိုက်တဲ့စကားမှမင်းအမှုဖွင့်နဲ့နော်အဲ့ဒါကစာရေးပြီးတော့မှတိုင်တဲ့အဆင့်လောက်ပဲရှိတာတဲ့မင်းဘာဖြစ်နေရတော့လဲဟာကျွန်တော်ကြတော့တနေကုန်တညာလုံးလို့ဖုံးဆက်ပြီးတော့မှကျွန်တော်ကိုတော်မောရုံစိတ်ဘူးလို့ကျွန်တော်မေးပြင်မရှင်းပေးပဲနဲ့ငြိမ်နေဟေးအောင်နဲ့မိကာချုပ်ကြီးကိုချစ်လာတဲ့ဟာချစ်တာဘောလို့ဒီလူတွေဆိုတာကာချုပ်ကြီးတပ်ပုံပြပြီးမှမနေ့တနေ့ကမှတိုင်းပြည်ပေါ်မှာတစ္ဆာရှိပါတယ်ပါတယ်တက်မတော်သားတွေပို့လဲဘာမှအထောက်ပံ့မပေးခဲ့တဲ့လူတွေအားလို့ပြောနေတာလို့ကျွန်တော်ကကာချုပ်ကြီးကိုချောင်းနေတာတွေကလေးပြူလာတာရင်ဘတ်တွေကလေးပြူလာတဲ့ကောင်လို့ကာချုပ်ကြီးကိုချစ်ရင်ကာချုပ်ကြီးအတိုင်းပဲကြင့်ကြံပါတဲ့ကာချုပ်ကြီးဘယ်လိုကြင့်ကြံလဲမင်းသိလားတဲ့ကျွန်တော်အကိုကြီးကမေးတယ်နေပြီးတော့သိတယ်လို့ဘသူဘလောက်ဆဲဘသူဘလောက်ပြောအပြုံးမပြတ်ဘူးလို့အေးမင်းတော်တယ်တဲ့ငါလိုချင်တာအဲ့ဒါမင်းအဖြေအဲ့တစ်ချက်ကတော့လုံးဝငါမင်းကိုလေးစားသွားတယ်တဲ့မင်းလည်းအပြုံးမပြတ်ဖဲနဲ့ဒီလုတ်ကိုပဲလုတ်ပါဆိုတော့ကျွန်တော်တို့ကစပီကာသမားဆိုတော့အဖက်ဘက်ကမေးတော့ကြတော့ပြောတော့ကျွန်တော်တို့ပြောရတယ်လေဟုတ်တယ်မလားဒီမျိုးသမီးကိုကျွန်တော်စတိုက်ခိုက်ခဲ့တာရှိရင်ကျွန်တော်ကိုကြိုက်တဲ့အချိန်ပြောပါအခုသူတို့ပြောတယ်ကျွန်တော်ကတက်မတော်တဲ့ဝန်ထမ်းနဲ့အကြီးညိုပြက်စေမှုဘာမှုညာတယ်သူတို့အခုကျွန်တော်ကိုဆွဲတော့ဘာဆွဲဘာနဲ့ဆွဲလဲ66ကကြီးတဲ့သူ့ကိုဆဲလို့တဲ့ဟာतू ကကျွန်တော်ကိုအရင်ရန်စတာခွက်ခေါက်အောက်တန်းသားထမိန်ကျုံ10ခွန်စစ်စင်ရေးမှာပေါက်ပွားလာတဲ့ကောင်ကအလူခံစားပြီးတော့ကျွန်တော်အလူခံ post ဘယ်နဲ့ပို့ကျွန်တော်အလူခံနဲ့ post တစ်ခုတွေ့ရင်ကျွန်တော်အခုလာဖမ်းလိုက်ပါဒီမှာမျိုးမရဲစခန်းမှာကိုစိုးလွင်ဆိုတာရှိတယ်စခန်းမူနေရဲရင်ချက်ကသိုးကြော်သူဆိုတာရှိတယ်အချိန်မွေးဖမ်းခိုင်းလိုက်ပြင်ဦးလွင်မှာနော်အဲ့တော့ကျွန်တော်စစ်တရင်ပေးတယ်ဆိုတော့ဘယ်တရင်နေလို့မြန်မာနိုင်ငံလုံးအခုစစ်သားတွေအကုန်လုံးလာချိုးကြနေတာနဘခကြနေတာဗမော်တို့မှာအဲ့လိုဘယ်ဖြစ်နေအဲ့အကုန်လုံးကကျွန်တော်ပေးတာပေါ့
ဟုတ်လားမင်းသားကြီးဆိုတဲ့ကောင်ဟမ်မင်းတို့တတိထားနော်မင်းတို့အဘကကြောကြီးရဲ့ဥစ္စာတွေအကုန်လုံးလိန်လည်ပြီးတော့လှုပ်ရှားတာမင်းကိုအရင်ပြည်ထဲရေးဝင်ကြီးချုပ်ဟောင်းမင်းကိုဖမ်းဖို့လုပ်ခဲ့တာမင်းကန်ကောင်းသွားတယ်မှတ်ငါအန်တီနာမည်ကိုထည့်မပြောချင်လို့နော်မင်းတို့တနိုင်ငံလုံးပတ်လိန်နေတာနော်အဘကကြောကြီးရဲ့ပတ်သက်သူတို့ပါအကုန်လုံးပတ်လိန်တာမင်းတို့တွေလိန်တာမင်းတို့လူလိန်နေနော်ဒါပေမဲ့ကြောင်လက်သွဲဖွက်ထားတာမင်းတို့တိလားအေးတနေ့ထိတ်တိုက်ရင်ဆိုင်လာရမယ်အနေကိုမကြမီရောက်လိမ့်မယ်ဆူတောင်းထားဗုဒ္ဓရဲ့စိတ္တိတော်အဖွဲ့ကြီးဆိုတာလည်းမရှိဘူးမြန်မာပြည်မှာနော်မင်းတို့ကိုယ်တိုင်ဘာသာသာသနာကိုမင်းတို့ဖျက်ဆီးနေတာဟမ်ဗုဒ္ဓဘာသာသာသနာနော်ဗုဒ္ဓသာသနာဗုဒ္ဓဘာသာဗုဒ္ဓသာသနာဆိုတာအယူဝါဒနဲ့အဆုံးအမဆိုတာပဲရှိတာဘာဗုဒ္ဓသာသနာဘာလဲအဆုံးအမရဲ့အဖွဲ့အစည်းရဲ့ဦးစီးဦးဆောင်ခေါင်းဆောင်ဘာညာဟမ်မင်းမြောက်ပေးလိုက်တာမင်းမနိုင်လို့နော်မင်းရဲ့ရာဇဝင်အကြောင်းငါအကုန်သိပြီးသားမိုးမိုးခိုင်ရဲ့အကြောင်းလည်းငါအကုန်သိပြီးသားတာမှတ်ထားနော်မင်းတို့အပုတ်တွေပေါ်လိမ့်မယ်ရှင်းလားငါမင်းတို့ဒီနေ့မင်းသားကြီးဆိုတဲ့အောင်ဆန်းဦးဆိုတဲ့ကောင်မင်းနဲ့မိုးမိုးခိုင်ကိုဒီနေ့ငါစကားနောက်ဆုံးပြောခြင်းဖြစ်တယ်မင်းတို့ငါနဲ့မရှင်းနဲ့ငါနဲ့မင်းတို့ရှင်းလို့မရဘူးမင်းတို့တင်တဲ့ post အောက်တွေမှာသွားကြည့်ဟဲ့အောင်တတိရှိလူလေကောင်နှစ်ယောက်ရှေ့ထွက်လိုက်မယ်စားရှိလားမိုးမိုးခိုင်ရောမင်းသားကြီးရောနှစ်ယောက်လုံးပေးတယ်ရန်ကုန်မှာမြို့လေကောင်မှာစားရှိလားမင်းတို့ဘက်ကိုရက်တီမဲ့လူနဲ့ငါဘက်ကိုရက်တီမဲ့တော့နှစ်ယောက်ရှင်းလိုက်မယ်ထွက်ခဲ့လိုက်မင်းတို့တတိရှိတယ်ဆိုရင်မင်းတို့ထွက်ခဲ့လိုက်ဟဲ့အောင်66ကာကြီးဆိုတာမင်းတို့ငါပြောလိုက်မယ်မင်းတို့တိုင်ထားတဲ့ဥစ္စာတွေငါတို့ကုန်တည်ပြီးသားမင်းတို့ဘယ်အမှုနဲ့ပါလဲမင်းတို့ပြီးကောက်ချစ်စင်းလိုက်ပါငါ့ကို1 2 905မင်းတို့ဆွဲကြရမလို့ဘူးကွာစစ်တပ်ကဆွဲလိုက်မယ်ရှင်းလားငါတက်နေမှနေတာငါပြည်ဦးလွင်မှနေတာနော်ကျွန်တော်ဒါဒီနေ့နောက်ဆုံးမှာဒီမိမအကြောင်းနဲ့ဒီကောင်အကြောင်းကိုကျွန်တော်ပါဇက်ကနေလုံးဝနောက်ဆုံးပြောခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်မစိုးရိမ်နဲ့နော်ကျွန်တော်သူဘာသူဆွဲခြင်းဆွဲမဆွဲခြင်းနေအဲ့ဒါကကျွန်တော်အမှန်တိုင်းပြောလိုက်မယ်သူ့ကိုဆဲလို့ကျွန်တော်ကိုဆွဲတဲ့အမှုကအဲ့ဒါအမှုမဟုတ်ဘူးနော်မကောင်းတဲ့လို့အဲ့ဒါသူတို့သွားမှုဖွင့်တယ်သူတို့မှုဖွင့်တော့ဟိုကလည်းမကောင်းတဲ့လို့ဖွင့်ပေးလိုက်တာဒါပဲသူတို့မဖွင့်ပေးရင်သူတို့ပြောတော့မယ်လေလိုင်းပေါ်မှာဘယ်ရဲစကန်မဖွင့်ပေးဘူးမင်းညာဘူးနဲ့အောက်တန်းသားစိတ်နဲ့သွားပြောတော့မှာသူတို့ကဟိုကလည်းဖွင့်တာပေါ့တစ်ဖက်ကလည်းဇော်ဘိုးရင်းဆိုတော့တိုင်းပြည်ပြည်စပီကာဆိုတော့ချကွာသူတို့ကဟိုနေ့ကကျွန်တော်ပြောလို့ပဲတွယ်ကွာဆိုတော့ဒါပေမဲ့သူတို့ကအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးကျွန်တော်အပြင်ထွက်လာတာကိုလိုချင်တာကျွန်တော်ကိုရန်ကုန်ရောက်ရင်လူမိုင်းနဲ့ဘေးဘေး PDF UG နဲ့ဖြစ်ဖြစ်ကျွန်တော်တက်ခိုင်းမှာဘယ်လိုလုပ်တက်လို့ရမှာလဲကျွန်တော်ဘေးမှာလူအယောက်200 300လောက်ဝင်းရနေမှာကျွန်တော်တက်ချင်စနိုက်ပါနဲ့ပဲပြစ်လို့ရမှာလူချင်းဒီလိုလာတက်လို့ကတော့ sorry ပဲဖြစ်သွားမယ်ကျွန်တော်ဒီနေ့ပြင်ဦးလွင်မှာဖုံးဆက်တာအခုကျွန်တော်ဖုံးဆက်ပြရမှာလားကိုတပင်းကိုစားပြီးတော့မှကျွန်တော်ရဲ့အိတ်ဝိုင်းတော့ကျွန်တော်မတက်နိုင်ဘူးဝင်းရမဲ့လူထည့်ပေးလိုက်ပါတဲ့ဆက်ပြမယ်ဒီနေ့ကျွန်တော်ဆက်တာဒါသူကဖြစ်လို့အကြီးတွေကတယောက်မို့လို့နော်အဲ့နေလို့ထည့်ပေးလိုက်ပါပြင်ဦးလွင်ကနေတခါရဲထွက်တာနဲ့ကျွန်တော်တို့ကဘယ်တော့မှမရှောင်ဘူးဒါပေမဲ့ကျွန်တော်တို့ကပိုတော်မှဖြစ်ချင်သေးတယ်ခံတို့အကြောင်းကြားပေးနေပါတယ်နော်ဖြစ်ချင်သေးတယ်သိလားဘသူကပါလဲဆိုတော့ပွဲဆိုတော့အဲ့မှာတွေ့မှာနော်အခုမန်နေပို့စီအောက်မှာပဲကြည့်လိုက်ဟုတ်လားကြည့်လိုက်
ဘဒူကဘဒူလဲဆိုတာကိုနော်ဒါပေမဲ့သူတို့ရဲ့နိုင်ငံရေးအသေးခံတယ်စောက်ချက်တွေအကွဲခံပြီးတော့ကျွန်တော်အသက်ကိုရအောင်ယူမှာနော်ကျွန်တော်အသက်ကိုသူတို့ရအောင်ယူမှာကျွန်တော်ရန်ကုန်ရောက်တာနဲ့သူတို့စီစဉ်ပြီးသားနော်မင်းသားကြီးဆိုတဲ့ကောင်ရဲ့ post တွေကိုပြန်ကြည့်လိုက်မင်းတေနေစီပြီမင်းတေနေစီပြီဆိုပြီးတော့ကျွန်တော်အခုတရားစွဲခိုင်းတာကအဲ့ဒါနောက်မှာအဲ့ဒါမင်းသားကြီးရှိတယ်မင်းသားကြီးနောက်မှာနောက်တစ်ယောက်ရှိတယ်လက်မေးတစ်ယောက်နော်မိုးမိုးခိုင်ဆိုတဲ့မိန်းမကတော့သူနဲ့ကျွန်တော်နဲ့လည်းပြဿနာမတက်ဘူးချစ်ချင်းမုန်းချင်းလည်းမဟုတ်ဘူးမင်းသားကြီးနဲ့ကျွန်တော်နဲ့ဖြစ်မှချက်ချင်းကောက်ခါငင်ကသူထွက်လာပြီးတော့သူလှုပ်တာနော်မင်းသားကြီးတရားဆွဲရလားဆိုဆွဲလေဘာလို့မဆွဲရတာဟုတ်တယ်မလားမိန်းမတယောက်ကိုအခြေပြုပြီးတော့မှတည်လိုက်တာအောက်တန်းစားတွေတိတ်ဆောက်ခုမဆိုင်ဘူးနော်ကျွန်တော်ပြောတယ်တောင်တကုန်းကဖုံးဆက်လာလားတဲ့ဖုံးမဆက်ပါဘူးလို့ကျွန်တော်ကဖုံးစိမ့်ကိုတိတ်မကန်ဘူးပေါ့နော်ကျွန်တော်အားကြောင့်မလို့အားနာလို့ဖုံးစိမ့်ဖြစ်ခဲ့လို့ရှိရင်ဆက်တယ်သူတို့ကတော့စကန်းချင်းစိတ်ချက်ပြီးတော့လုံးမှာပေါ့ဗျာဒါကတော့ဒီပြင်းဦးလင်စကန်းတို့ပါလို့ဆိုရတယ်ဒါဟိုကျွန်တော်နဲ့အားလုံးနဲ့အကုန်လုံးနဲ့ဟိုပတ်သက်နေကြတာပဲပေါ့ဟုတ်တယ်မလားကျွန်တော်တို့ကတိုင်းပြည်ကောင်းကောင်းကျိုးလုပ်တဲ့အတွက်စားတာနဲ့လည်းကျွန်တော်ပတ်သက်တယ်ရဲစကန်းနဲ့လည်းပတ်သက်တယ်နော်အားလုံးနဲ့ကျွန်တော်ပတ်သက်တယ်အားလုံးနဲ့ပတ်သက်တဲ့အတွက်ဟိုဒီအမှုကိုစိတ်လဲမဝင်သားဘူးဒါပေမဲ့မြန်မာနိုင်ငံမှာကျွန်တော်ကိုချစ်တဲ့ပြည်သူပြည်သားတွေအားလုံးကအဲ့ဒါဖြစ်တော့ကျွန်တော်အကိုကြီးကကျွန်တော်ကိုဒီနေ့ဆဲတာမင်းဟိုကငါအကောင်းပြောရတယ်မင်းရတယ်ဟောပြောမဟုတ်လို့ကျွန်တော်ကလို့အဲ့ဒါကြတော့ကိုကြီးတို့အဲ့လိုကြီးတော့ကျွန်တော်မပြောပါနဲ့လို့ကျွန်တော်ဟိုဝင်းရနေတဲ့လူတွေကလည်းကျွန်တော်ကတောင်းပန်နေပါလားဆိုတော့ကျွန်တော်ကဘာလို့တောင်းပန်မှာလဲလို့ခင်ဗျားတို့ကရှင်းပြီလားကိုခေဖုံးကမသေးဘူးမဲကြည့်လိုက်နော်ကိုခေဖုံးကဂျားနေပြီးတော့ तू ဟာသူလှုပ်ပေးတာနော်လှုပ်ပေးတာကိုဖြစ်တာလက်မကန်ဘူးဆိုတဲ့အကြောင်းတွေကတခြားအကြောင်းမဟုတ်ဘူးတာမန်ဆိုရင်လက်ခံတယ်ကျွန်တော်ကိုမရရအောင်တောင်းတကုန်းဒီတရားရုံးနဲ့ရဲစခန်းကိုရောက်အောင်ခေါ်တာအဲ့ဒါကျွန်တော်ကိုတတ်မလို့နော်ကျွန်တော်လာပြီးမဖြစ်မနေလာရတော့မယ်ဆိုတာနဲ့ကျွန်တော်ကိုတတ်မလို့သူတို့ကြံစီပြီးသားနောက်မှာနော်ကျွန်တော်ကစကားတွေအများကြီးမပြောချင်သေးလို့နော်အေးစေးပါနော်အခုကြမှာအဖေနဲ့ဘာကကြိုကြီးလောက်တာပါဗျာနော်ကြောက်နေတာတဲ့ဟဲ့အောင်2021ဖေဖော်ဝါရီလ1ရက်နေ့အခင်းချင်းဒီဘက်နောက်ပိုင်းမှာဇော်ဘိုးကြီးဆိုတဲ့ကောင်ပေါ်လာတာဘာလို့ပေါ်လာလဲသိလားတက်မတော်သားကိုစစ်ခွေးလို့ပြောလို့ပေါ်လာတာရှင်းလားအဲ့ဒီစစ်ခွေးဆိုတဲ့စကားကိုမခံနိုင်လို့ငါအသက်ခံတာငါရဲ့မိသားစုစီးပွားရေးငါရဲ့မိသားစုကိုဆွန့်လို့ပြီးငါဒီလိုလုပ်နေတာမင်းတို့ငါပြောလိုက်မယ်မင်းတို့ငါလို့တိုင်းပြည်ကနေပြီးတော့မှဇော်ဘိုးရေးမင်းဒီအလုပ်လုပ်မင်းတို့တလား10သိန်းပေးမယ်ဆိုရင်မင်းတို့ငါလို့လှုပ်ရဲလားငါမေးကြည့်မယ်ငါကဘက်မလိုက်တဲ့အမှန်တရားဘတ်တော်သားကွာနော်မြေစင်းမကောင်းရင်မြေစင်းပြောတယ်လာဝကမကောင်းရင်လာဝကမကောင်းဘူးပြောတယ်ကာညာနာမကောင်းရင်ကာညာနာမကောင်းဘူးပြောတယ်နော်ဂိတ်ကစစ်သားတွေမကောင်းရင်စစ်သားတွေမကောင်းကြောင်းပြောတယ်တိုင်းပြည်ကိုပြုပြင်ပြောင်းလဲစေချင်တာပြောချင်တာကအခုတိုင်းပြည်ဒီလိုပျက်စီးနေတယ်ငါတို့တက်မတော်သားတွေကိုပြည်သူလူထုတွေမုန်းနေတာနော်မုန်းနေတဲ့အကြောင်းတရားကဘာလို့လဲငါတို့တက်မတော်သားတွေမကောင်းလို့မဟုတ်ဘူးငါတို့တက်မတော်သားတွေအပေါ်မှာ88ရေးခင်းကဖြစ်ခဲ့တဲ့နော်တချို့တော့88ရေးခင်းကတရေမမှန်နဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာတရေမမှန်နဲ့88ចောင်းသားတွေနိုင်ငံနဲ့လူမျိုးပေါ်မှာတရေမမှန်နဲ့88အရေးခင်းကចောင်းသားတွေပြီးဒေါ်စုကြည်ရဲ့အပေါင်းပါတွေ NLD အစိုးရအဖွဲ့ဝင်တွေလက်သုံးချောင်းထောင်တွေနော်တရေမမှန်နဲ့ဟယ်လိုဗျာဟုတ်ပြောပါခင်ဗျဟောအေးတကယ်ရင်ပြောအေးနေရောငါပြီးရင်ဖုံးမြတ်ဆက်ပေးမယ်ငါလိုက်လွန့်နေ
没旁边干来喏，俺这边没。新木兰所有路嘞，哦，啊咯，ကျွန်တော်ပြောနေတာတက်မတော်ကို88ရေးခင်းနေရတယ်လုံတော့အခုလက်3ချောင်းထောင်ပြီးလုံတော့တယ် PDF တွေပေါ်ပေါက်လာပြီးတော့တိုက်ခိုက်တယ်ကျွန်တော်တို့တက်မတော်သားကိုကျွန်တော်ပြောချင်တာကျွန်တော်တို့ရဲ့ပြည်ထောင်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ရဲတပ်ဖွဲ့ဝင်လို့ပြောချင်တာပြည်သူစစ်တွေကိုကျွန်တော်ပြောချင်တာကဂိတ်တွေမှာထိုင်နေတဲ့တက်တွေရဲတွေဒီအချိန်မှာငါတို့တက်မတော်သားတွေငါတို့ရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူတွေကနှစ်ပေါင်းမြောက်များစွာငါတို့အမြင်မကြည့်ခဲ့ဘူးငါတို့တိုင်းပြည်အတွက်ဘလောက်လှုပ်ငါတို့အကောင်းမမြင်ခဲ့ဘူးအဲ့တော့ငါတို့ဒီအချိန်တိုင်းပြည်ဒီလိုဖြစ်ပြီးအချိန်မှာငါတို့အဲ့ဒီဟာတွေကိုပြုပြင်ပြောင်းလဲပြီးတော့မှငါတို့ဂိတ်တွေကိုလာတယ်ကောင်းကောင်းမွန်ဆက်ဆံမယ်ဖြက်လေးပြက်လုပ်တယ်ဟုတ်လားမတော်ရဘူးပတ်စံလည်းမပေးနဲ့သွားလည်းမတော်ရဘူးခင်ဗျားတို့ပြန်လှည့်ဘာလို့လဲခင်ဗျားတို့ကားသမားတွေကိုပြည်သူလူထုကိုကျွန်တော်နားလည်အောင်ပြောပြမယ်ကျွန်တော်တို့ဒီဦးမေအောင်လိုက်တဲ့အလုပ်လုပ်တာမဟုတ်ဘူးဦးသိန်းစိန်တော့အလုပ်လုပ်တာမဟုတ်ဘူးဦးတန်းရွှေတဲ့အလုပ်လုပ်တာမဟုတ်ဘူးကျွန်တော်တို့ဒီနိုင်ငံနဲ့လူမျိုးအတွက်ပြည်သူအတွက်ဖွဲ့စည်းထားတဲ့တပ်မတော်ဖြစ်အဲ့ဒီအတွက်ကျွန်တော်တို့အဖွဲ့အစည်းကနေပြီးတော့မှတိုင်းပြည်ကိုချစ်တဲ့ဆိုတဲ့အရေးအယောင်ကိုပြပြီးတော့မှကျွန်တော်တို့ဒီကားတွေကိုပေးမဖြတ်နိုင်ပါဘူးเนาะဒီကားတွေကဖြတ်လေးဖြတ်လုပ်ထားပါတယ်เนาะစန်ဒီစီတွေစားတွေပေါ့ဗျာရန်သူဘက်ကိုရောက်မဲ့ရတယ်အဲ့တော့ခင်ဗျားတို့မတော်နဲ့နော်ခင်ဗျားတို့တိုင်းပြည်ကိုချစ်လားလူမျိုးကိုချစ်လားကျုပ်တို့ဒီအရေးခင်းမှာတိုင်းပြည်ကိုမငြိမ်တဲ့အတွက်ငြိမ်အောင်ကျွန်တော်တို့ထိမ့်သိမ့်နေရတာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ခွင့်ပြုချက်ကျွန်တော်တို့ငွေကြေးနဲ့လာမစော်ကားပါနဲ့လုံးဝမစော်ကားပါနဲ့ကျွန်တော်တို့ဒီတရားမှာကြားတယ်ဒီဂိတ်မှာကြားတယ်လက်မခံပါဘူးနော်အဲ့ဒီဂိတ်မှာကြားတဲ့ဘိုးကြီးရှိမယ်ဘိုးမူးရှိမယ်နော်တခါတည်းမှာထားရမယ်ဟာဘေးမဖြစ်နဲ့ဖြတ်စရာလည်းမလိုသွားနဲ့အာဟိုဘက်ကပြည်မသွားနဲ့သွားဖို့မသွားလို့မရဘူးကျွန်တော်တို့ကာကွယ်ဦးစီးချုပ်ကျွန်တော်တို့ဒူးချုပ်ကလုံးဝတရားကြီးလက်မခံဘူးအခုအဲ့လိုမဟုတ်ဘူးပတ်စံယူတယ်လွတ်ပေးတယ်စေပွဲရမချေအောင်ကြားတယ်ပြီးဒီကုံစင်းလုံးဈေးကြီးတွေစောက်ဒီအစိုးရပြောခံရတယ်အဘကချုပ်ကြီးနဲ့ဒူးချုပ်ကြီးနဲ့နာသကအဖွဲ့ဝင်ကိုပြောခံရတယ်အဲ့ဒါကိုကျွန်တော်တက်မလို့သားကိုကောင်းတယ်ပဲအကုန်ပြောရမှာလားဒီအချိန်မှာသူတို့ပြန်လဲသွားတဲ့လူကသူတို့ရဲ့စိတ်ထဲမှာတော့သူတို့ကမသွားရတဲ့စိတ်နဲ့ငါလုံးမငါတို့ပေးမလို့ဘူးဘ누구ပေးလို့လဲဘ누구မှပေးမလို့ဘူးလေအဲ့ကြရင်ပြည်သူလူထုကဘာဖြစ်လာမလဲဟာတက်မတော်သားတွေကပတ်စံမယူဘူးရဲတပ်ဖွဲ့ဝင်တွေကပတ်စံမယူဘူးဘယ်ကားမှလည်းသူတို့ပေးမလို့ဘူးသူတို့ဂိတ်လေခင်ဗျားတို့ဂိတ်တစ်ခုပဲတာဝန်ယူပေးမလို့ဘူးဟာတက်မတော်သားတွေကလေးစားဖို့ကောင်းလိုက်တာရဲတပ်ဖွဲ့ဝင်တွေကလေးစားဖို့ကောင်းလိုက်တာသူတို့တကယ်တိုင်းပြည်ကိုချစ်ပါလားသူတို့ပတ်စံပေးပြီးတော့ငါတို့ဖြတ်တာတော့မှဖြတ်လို့မရဘူးဒါမျိုးဖြစ်နေရမှာတိုင်းပြည်ကိုဒီလိုပြုပြင်ပြောင်းလဲရမှာကျုပ်လုံနေတဲ့လောကတိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတကယ်ချစ်လို့တကယ်လုံနေတဲ့ကောင်အမှန်တရားကိုဖော်ဆောင်နေတဲ့ကောင်အဲ့ဒီအမှန်တရားကိုဘယ်သူကြိုက်လဲသိလားဦးမင်းအောင်လိုင်းလည်းကြိုက်တယ်ဦးစိုးဝင်းလည်းကြိုက်တယ်အခုလက်ရှိနိုင်ငံတော်သမ္မတကြိုက်တယ်ယာယီသမ္မတနိုင်ငံတော်ကဒူးချုပ်ကြီးဦးစိုးဝင်းကြိုက်တယ်ဒီကလေးအမှန်တရားကိုပြောနေတာဒီကလေးကတက်မတော်ကိုကောင်းစေချင်လို့တက်မတော်နဲ့ပြည်သူလူထုကြားမှာဒီကလေးပြောနေတာဒီအားလုံးအမှန်တယ်သူလှုပ်ပေးနေတာသူပြောပေးနေတာအမုန်းခံအမိုက်ခံပြီးတော့ဒီကောင်ကဘယ်လိုလာတာပေးလဲကျို့ဘယ်လိုလာတာပေးလဲခဏတော့ပတ်သက်ရရင်ကျုပ်တို့လှုပ်မှာလားလှုပ်ရဲလားလှုပ်ရဲထွက်လိုက်ထွက်လာခဲ့လိုက်ပြောရတာကျုပ်လိုမျိုးခင်ဗျားတို့တော်တော်မှရိုင်းလုံးနဲ့အောက်တန်းစားတွေခင်ဗျားတို့တချို့လူတွေကိုတိုင်းမလုပ်ရဲဘူးကိုတိုင်းကပြည်သူလူထုရဲ့တည်င်းအမှန်ကိုနိုင်ငံတော်သမ္မတတိအောင်ဒူးချုပ်တိအောင်မပြောရဲဘူးအစိုးရဝန်ကြီးဌာနတိအောင်ခင်ဗျားတို့မပြောရဲဘူးခင်ဗျားတို့ကြုတ်ကိုလာတိုက်ခိုက်တာခင်ဗျားတို့အောက်တန်းစားယုံလားပြောရတာခင်ဗျားတို့ကျန်တို့တရင်ဘက်မှာခင်ဗျားအခုမနေ့က3နှစ်ခွန်မှာ3နှစ်5မှာ PDF တွေရောက်လာခင်ဗျားပြောရတာကျုပ်တရင်ပို့တာလာပါခါကို
ရှင်းလားကြောက်ဖုံးယူစစ်လိုက်အကုန်ဇော်ဘုံကြီးပါလို့ထားလဲအကုန်သိသွားမယ်ခင်ဗျားတို့အောက်တန်းတော်ကြတဲ့အမျိုးရုပ်တွေခင်ဗျားတို့နိုင်ငံတော်အလိုင်းကန်နဲ့ဒူးချုပ်ရဲ့ဟိုကာကွယ်ဦးစီးချုပ်ရဲ့ပုံနောက်မှခံထားတယ်ချစ်ဖေချစ်မေပြောပြီးတော့မှအောက်တန်းကြတာနော်ခင်ဗျားတို့ကကိုကြိုးစည်းပွားကြည့်တဲ့လူတွေခင်ဗျားတို့ဖျဲသီးတွေနော်ခင်ဗျားတို့ကျုပ်ကိုခုတတ်ဖို့ကြံနေပြီကျုပ်ကကုန်သိတယ်ကိုနေမျိုးမှန်းနေတယ်အလို့ကိုဗျဟုတ်ကိုဟုတ်ကိုဟုတ်ဟုတ်ကဲ့ကိုဟုတ်မဟုတ်ကိုဒီနေ့သူတို့အတွက်ပြောတာကျွန်တော်ဒီနေ့နောက်ဆုံးပဲကိုဟုတ်ကိုဟုတ်ကိုဟုတ်ဖုံးဆက်လာကျွန်တော်လိုက်ကိုဓာတ်ရိုက်ကြည့်နေကြတာနော်တန်းကြီးမခံတဲ့အခုမင်းသားကြီးနဲ့မုံမို့ခိုင်နဲ့တစ်ဖက်ကိုရက်လိုက်စော်ဘုံကြီးတစ်ဖက်ရက်လိုက်မယ်ရန်ကုန်မှာဖြစ်ဖြစ်မန္တလေးမှာဖြစ်ဖြစ်ကြိုက်တဲ့ဘက်မှာရက်လိုက်မင်းသားကြီးနဲ့မုံမိုးခိုင်ဘက်ကနေပြီးတော့မှလူများတယ်ဆိုရင်ကျွန်တော်တယ်ပင်ကိုလှီးပြီးတော့ကျွန်တော်အသက်ခံလိုက်မယ်တိုင်းပြည်ကိုတကယ်ချင်းတိုင်းပြည်ကိုတကယ်လှုပ်တဲ့လူမင်းနေရာမှာပေါက်ဖွာလာတယ်ဟိုနေရာမှာပေါက်ဖွာတယ်ဒီနေ့မှာပေါက်လာမပြောနဲ့အခုတရားရုံးမှာတွေဘာတွေမလုံနဲ့ကွာရှုပ်တယ်ရန်ကုန်မြို့ဦးဝိဇာလာလမ်းရဲ့ဘယ်ဘက်ညာဘက်မှာရက်လိုက်မလားမင်းသားကြီးနဲ့မုံမိုးခိုင်ကိုနှစ်ယောက်ကိုဘေးတယ်ကွာကဲစော်ဘုံကြီးတစ်ဖက်မှာလည်းရက်နေမယ်ပြည်သူလူထုဘယ်ဘက်မှာရှိလဲဆိုရင်မင်းတို့လည်းမင်းတို့သွားလိုက်တော့ငါလည်းငါးပိုင်းကသွားလိုက်တော့မယ်ချမလားစိတ်ရဲလားမုံမို့ခိုင်နဲ့မင်းသားကြီးနဲ့ငါဒီနေရာနဲ့စိန်ခေါ်တယ်ဒီညနောက်နေ့နင်တို့ရဲ့စောက်ပါဇက်နင်တို့စောက်ခွက်တွေလည်းမမြင်ချင်ဘူးနင်တို့တီလည်းမသိချင်ဘူးဘဒူလာပို့တခါလည်းပြောမယ်နော်ကျွန်တော်တို့ဘာပြောဘဒူမှလာမပို့နဲ့တော့နော်မန္တလေးမှာဖြစ်မန္တလေးနန်းတွင်းမှာနန်းတွင်းအချိန်မှာချမလားဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်နဲ့မုံမို့ခိုင်နဲ့နေတို့ကတက်မတော်အတွက်နိုင်ငံအတွက်တိုင်းပြည်အတွက်လုံးတယ်ဟုတ်ပြီနေတို့လုံးတဲ့လူနဲ့ငါစော်ဘုံကြီးတယောက်ပဲနေတို့နှစ်ယောက်ပေးတယ်ကြိုက်တဲ့နေရာမှာရက်လိုက်နေတို့ဘက်မှာလူများတယ်ဆိုရင်လေပင်းပြက်ခံနိုင်မယ်တခုတော့ရှိတယ်ငါပတ်စံမချမ်းသာဘူးငါပတ်စံပေးပြီးတော့ဘဒုမှငါမငားနိုင်ဘူးငါလိုင်းပေါ်တခုံးပဲပြောလိုက်မယ်ကျွန်တော်ဇော်ဘုံကြီးနဲ့မင်းသားကြီးနဲ့မုံမို့ခိုင်နဲ့ဥဝိဇာလာလမ်းမှာကျွန်တော်ဇော်ဘုံကြီးကတော့ပတ်စံမပေးနိုင်ပါဘူးเนาะကျွန်တော်ကိုချစ်တယ်ဝင်းရမယ်ဆိုတဲ့လူတွေအားလုံးကိုယ့်ရေဘူးကိုကင်ပြီးတော့မှလာပြီးတော့ဝင်းရပေးပါမင်းတို့မင်းသားကြီးတို့မုံမို့ခိုင်တို့လည်းမင်းတို့အခုငါ့လိုလိုက်တွင်ပြီးပြောရဲလားချမလားဟဲ့အောင်တောင်းတကုံမလုံးနဲ့တောင်းတကုံတရားရုံးနေဇဲစခန်းနေမလုံးနဲ့တွဲမလားတတိရှိလားအဲ့လိုတတိရှိလားတတိရှိတယ်ဆိုရင်လှုပ်ကြည့်လိုက်စိန်ခေါ်လိုက်သားငါလို့ငါနေတော့စိန်ခေါ်တယ်ဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်ကျော်အောင်ဆန်းဦးဆိုတဲ့ကောင်မင်းရောအခုမေးခိုင်းထားတဲ့မိုးမို့ခိုင်ရောငါစိန်ခေါ်တယ်ကွာချမလားမင်းယောက်ျားမဟုတ်ဘူးလားရန်ကုန်မန္တလေးနေပြီးတော့မင်းကြိုက်တဲ့နေရာမှာပြောလိုက်ကွာရက်ဆွဲတိကျနဲ့ကြေညာလိုက်မင်းတို့တိုင်းပြည်ချစ်တယ်တပ်မတော်ချစ်တယ်နိုင်ငံတော်ကိုချစ်တယ်လူမျိုးကိုချစ်တယ်ဟုတ်လားမင်းတို့လိုကောင်းနေစိန်ခေါ်ရဲလားငါမင်းတို့စိန်ခေါ်တယ်ရအောင်လာပြီးတော့ဘာနဲ့ဆွဲမယ်တို့900အဲ့ဒါမင်းတို့စောက်လို့မဟုတ်ဘူးဟဲ့အောင်တိုင်းပြည်လုံးသိတဲ့စပီကာတကဘာလုံးသိတဲ့စပီကာကွာရှင်းလားဖမ်းမလိုက်တိုင်းပြောတဲ့စပီကာကွာနော်ချစ်ပေချစ်မေတွေနိုင်ငံတော်လမ်းတွေထူပြနေတော့ဟဲ့အောင်အသားထဲမှာထိုးလာတာတွေ့လားဒီမှာနိုင်ငံတော်ရှင်းလား
အသွေးတဲ့အသားတွေကချစ်တာကွာနေမေစတက်မတော်ကနေပေါက်ခွာခဲ့တဲ့ကောင်ဟမ်လာခဲ့လိုက်ကြိုက်တဲ့နေရာမှာရှင်လိုက်စော်ဘုံကြီးနေတာဘယ်မှာနေတာလဲသိလား DSA ကြောင်းကြီးရှိတဲ့စစ်တပ်ကတို့ကြောင်းကြီးရှိတဲ့ပြင်ဦးလင်မှာနေတာအဲ့လောက်ဆိုသဘောပေါက်ဟဲ့အောင်မင်းသားကြီးဆိုတဲ့ကောင်မုံမောက်ခိုင်ဆိုတဲ့အမျိုးသမီးငါနေနဲ့အဲ့မင်းသားကြီးဆိုတဲ့ကောင်နဲ့ငါစိတ်ခေါ်တယ်ငါနဲ့အတူတူမျိုးလေကောင်မှရှင်ရဲလားနင်တို့ဘက်ကရက်မဲ့လူနဲ့ငါဘက်ကရက်မဲ့လူနဲ့နာယီဝက်ရှင်ကြည့်လိုက်ရက်တရက်နင်တို့ငါ့ကိုတတ်ချင်တာမလားချိန်ညာလိုက်မှတရက်ကြိုပြီးတော့မှစိတ်ရဲလားဟမ်အမိတက်နေတဲ့မဆိုင်ဘူးသူတို့လည်းကျွန်တော်ကိုအမိတက်ပြီးပြောပြီးသားပြောပြီးပြီအမိတက်လို့ရပြီဒီချိန်မှာနော်အမိတက်လို့ရပြီဟိုကောင်မြောက်ပေးတာဟိုကောင်ကကျွန်တော်ဒီမှာမြားလေအမိတက်လို့ရသွားပြီဟာကျွန်တော်ကအဲ့လောက်တော့ဥပဒေနားလေတာပေါ့ဗျာဆောက်ယူမှမဟုတ်တာကျွန်တော်ကဘယ်သူမှစမတိုက်ခိုက်ဘူးကျွန်တော်ကိုတိုက်ခိုက်လာလို့ကတော့ဟမ်သိအောင်တော့လုံးပြတယ်ပြီးရင်တော့ကျွန်တော်ပြီးသွားတဲ့ကောင်ဟိုလာပြီးရင်ကောင်မင်းသားကြီးပြောထားတဲ့ဖိုင်ဒီဖုန်းထဲမှာဘာလို့မရှိတော့ပြမယ်ကျွန်တော်နာမည်တက်ပြီးတော့ပြောခဲ့တာနော်ကျွန်တော်ဒါဒီနေ့ထုံးမယ်ရှင်လူပြည်သားတိုင်းသားများအားလုံးကိုဘုရားတကာကြီးရဲ့ချစ်ဆုံးသားကြီးကဒါတော့ရှိထားပြီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ကျွန်တော်ကကိုတိုင်းပြည်ကိုလူမျိုးကိုပါလားလုံးပြီကိုတာလာအတွက်ကျွန်တော်ချစ်တဲ့တက်မတော်ကြီးအတွက်အမှန်လေကျွန်တော်အရန်ချစ်ရတဲ့ကျွန်တော်အဖွာကျွန်တော်အမေကျွန်တော်ရဲ့ညီညီမတွေကျွန်တော်မွေးရလို့စွန့်ခွာပြီးတော့တနိုင်ငံလုံးကိုတွားလာပြီးတော့နိုင်ငံသားပြောက်ရဲ့တောင်းကိုချစ်ချစ်ညိုနဲ့ထမ်းဆောင်နေတာတွားခုပတ်ခိုးကျွန်တော်ပြီနိုင်ငံတော်သမ္မတကြီးဖြစ်ရမယ်ဆိုပြီးဟာချွေးကြော်ထားတာလေကျွန်တော်မင်းသားကြီးပါပဲဟုတ်တယ်နိုင်ငံတော်ယာယီသမ္မတကြီးမဟုတ်ဘူးကျွန်တော်ပြည်သူတွေဟာထင်အောင်ထင်မားတွေဖြစ်တဲ့ကြလူဘိန်းချက်လုံနေတဲ့လူတွေလူဘိန်းချက်ပြောနေတဲ့လူတွေကိုအထင်ကြီးကြတယ်ကျွန်တော်ကကိုတိုင်းပြည်ကိုလူမျိုးကိုပါလားကိုနားကန်တူးနေတာကျွန်တော်ချစ်တဲ့တက်မတော်ကြီးတွေ့တိမ်ပေါင်းတောင်းချီကုန်ကြခံပြီးတော့လုပ်နေတာတိမ်ပေါင်းတောင်းချီဘယ်နားမှာတောင်းချီဒီဘလောက်ကြီးဖွင့်ပြိုးတိုးတက်နေလဲဆိုတာကျွန်တော်ဒေတာကိုလာကြည့်ဘူးမှတွေ့ကြလိမ့်မယ်ကြောင်စိမ့်လုံးတွေခိုးပြီးကျွန်တော်တို့ဘာလုပ်ပါတယ်ဆိုပြီးလိုင်းပေါ်တက်ပြီးတော့ခင်ဗျာလူထင်ကြီးအောင်အဲ့ဒါမင်းစောက်လို့လေမင်းမမင်းတင်းလေမပါဘူးကျွန်တော်နဲ့ဇော်ဖိုးကြီးနဲ့ဘာပြဿနာမှမရှိမပြောနဲ့ပေါ့အဲ့ခေါင်းနဲ့ကျွန်တော်နဲ့ဆင်းရတယ်အဝေးကြီးဟုတ်တယ်မင်းတို့စောက်ပါတဲ့မှာငါဘောရင်ရောက်တာလူရုံးမှာမန္တလေး MD1 PDF ကကောဟာကျွန်တော်တို့ကဒီကောင်နောက်ကိုလိုက်နေတာကြာပြီဟုတ်လားဒီကောင်ကကမရောတာအရာရှိစစ်တီကိုလှူပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တနိုင်ငံလုံးကအလူရှင်တွေရဲ့ငွေကိုဘုံနေတာမစွတ်ဖို့ခင်ဗျာအလူပြပြီးတော့ကျွန်တော်အောက်ချီကတော်တော်ဒါအရာရှိစစ်တီတွေကိုစစ်တီတွေမေးအဲ့စစ်တီတွေကိုမန်နေအမ်ရပီကိုတင်ပေးတယ်စစ်သားတွေကငါမေးတိုင်းကုန်ပြောတာပေါ့မတော့ဘူးမစားဘူးမတော့ဘူးမလာဘူးတော့ဖြစ်နေတဲ့ပုံစံကြည့်လိုက်ကိုင်းလိုင်းတွေပေါ်မှာတက်ပြီးတော့ခင်ဗျာပြောဆိုနေတာကြည့်လိုက်ဒီကောင်ကျွန်တော်ဖေကိုလည်းစော်ကားတယ်သူ့ဖေတယ်သူ့ဖေကဘယ်လိုလဲစော်ကားတယ်ကျွန်တော်တက်တော့ရာရှိစစ်တီတွေကိုလည်းစော်ကားတယ်မရဘူးမေးဖေကမိုးချိုးပြစ်ပြီးသေသွားပြီမေးလို့ဒါတော့ကျွန်တော်မင်းသားကြီးကဒီကောင်ကိုတဲ့
စိန်ခေါ်နေတာ ကဲစိန်ကိုထွက်ခဲ့လေ ဒီကောင်လည်းကျွန်တော်လည်းဆင်ကအဝေးကြီး ဟမ် အဝေးကြီး ဟမ် ဒီကောင်ဘာကောင်းမှမဟုတ်ဘူးဒီကောင်ရုပ်ရည် ဟမ် ဒီကောင်အပြောဆို ဟမ် ဒီကောင်အမူအရာ ဟမ် အဲ့ကြည့်လိုက် ဟမ် အဲ့မှာရှိ မင်းကစောက်ယူမင်းကနောက်ဆုံးပုံမြင်ရမှာမင်းပုံမင်းပါလို့လေတိဟမ် တိမှာပါ ဟမ် ကျွန်တော်တို့ကတနိုင်ငံလုံးပုံစံမျိုးစုံနဲ့ပွာလာလှုပ်ရှားနေတာ ဟမ် ဒီတိုင်းမှာ မင်း မင်းသားကြီးရှိတယ် ဟော မင်းသားကြီးပြောက်ဘူးတဲ့နေရာ ဟော ဘယ်နေရာမှမရှိဘူးနော်ဒါကြောင့်မင်းသားကြီးကတနိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့အလုံးစုံသောဖြစ်ပျက်တွေ မ အား င်း လုံး စပတ်ရဲ့မင်းသိမင်းနိုင်ငံကိုကောင်းလုပ်လိုက်ပေါ့ဟမ် မင်းသားကြီးအဖေနဲ့မင်းသားကြီးအဖတိတယ်လို့မင်းသားကြီးအမြဲတမ်း အေး ပြောလို့ရှိတယ် ကိုင်း ကျွန်တော်တို့ကယာရုအာဏာအတွက်ချိန်ပေါ်ကြော်ကြားမှုအတွက် ဟော ငွေကြေးဥစ္စာအတွက် ဟော လှုပ်လုံးနေတာမဟုတ်ဘူးလို့ ဟမ် ကျွန်တော်လိုက်တယ်ကိုကြည့်ရတဲ့သူတိုင်းကြည့်ကြပါပါကျွန်တော်အပြင်မှာတွေ့ပြီးတဲ့လူတိုင်းလည်းကျွန်တော်ရဲ့စိတ်နေတဲ့သဘောထားကို မင်းပြင်မာတွေမင်းကဂျာကူလီတဲ့မင်းကနေမျိုးစဉ်တပည့်ဆိုလားမသိဘူး အမြဲတမ်းတက်မလို့သားအရာရှိစစ်တီတွေနဲ့နောက်မှရှိတဲ့ရဟန်းရှင်လူပြည်သူတွေကိုစေတနာတန်တန်နဲ့ကူညီပေးနေတဲ့တာမန်လူတယောက်ပါ อืม ဒါကြောင့်ကျွန်တော်တို့ကအေဂျင့်ဆိုနေပဲနေပါတယ် ဟမ် ဒီနေ့ဇော်ဘွေးကိုကျွန်တော်တက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာ ဟမ် ဒီကောင်ကမနေ့တည်းကမှပေါ်လာတယ် ကိုင်း ကျွန်တော်တို့တက်မတော်ချစ်ချင်အောင်စောင်းတယ် အမေကျွန်တော်တို့တက်မတော် ကစားတယ် အမေ အဲ့ပြင်ဒီပြလုပ်ငန်းတွေအများကြီးအောင်လုပ်သေးတယ်ကျွန်တော်အကုန်သိပါတယ် ဟမ် နော်ပြီးတော့အောက်ခြေကအရာရှိစစ်တီတွေကို ဟမ် လှူဒန်းချင်အောင်စောင်းပြီးတော့စစ်တီတွေမေးတယ်တစ်ဖက်ရန်သူ PDF တွေကိုသတင်းပေးတယ် ဟမ် ဒါကြောင့်အဖြစ်အနာတွေဖြစ်ကုန်တာ ဟာ ဒီအကြောင်းတရားတွေကိုသိတဲ့အတွက်ကျွန်တော်ဇော်ဘိုးကြီးနောက်ကိုတောက်လျှောက်လိုက်နေတာ ဟာ နော်ကျွန်တော်တို့ကလာရှိုးစစ်မြေပြင်လည်းရောက်ခဲ့ပြီးသွားပြီ ဟာ ကချင်ကိုလည်းရောက်ခဲ့ပြီးသွားပြီ ဟာ ရခိုင်ကိုလည်းတွားအောင်ပါ ကိုင်း မင်းသားကြီးပြောနေတဲ့စကားတွေပေါ့ဗျာကောင်းဝင်ကငကားတွေအစွမ်းပြပြီး ဟာ ဒီမြင်ကချင်တေးတွေ ဖားပြီဖားပြီ လိုက်ခိုင်ပြိုတဲ့အေးကိုမယ် ဟာ ရှားလေးကြွရပလောင်ပြိုမယ်ရွှေရပွဲတွေကရွေ ကိုင်း ကြားရှင်အမျိုးပြောင်းမယ်ဆိုတာ ဟာ တရားတကာကြီးရဲ့အချစ်ဆုံးသားကြီးကိုအောင်ခေါ်မင်းသားကြီးခေါ်မင်းလားအောင်ရဲ့ကျုပ်တင်နမိတ်တွေပဲ ဟာ စော်ဖွေးလို့အစ်စ်မျိုးဟာကျွန်တော်တို့နဲ့အများကြီးဝေးတယ် ကိုင်း ဒီကောင်ကလမ်းမေးရကလေးကချီ ဟာ အောက်ပြန်စာ ဟာ နော်တမတော်သားအရာရှိစစ်တီတွေကိုသွေးခွဲပေးတယ် ဟာ နိုင်ငံဝန်ထမ်းတွေကိုသွေးခွဲပေးတယ် ဟာ ပြည်သူတွေကိုတမတော်နဲ့နိုင်ငံဝန်ထမ်းတွေပေါ်မှာထင်အောင်ထင်မှားဖြစ်အောင်သွေးထိုးလှုပ်ဆော်နေတဲ့မန်ဒေး MDY ပြည်တွေကကော ဟာ ကောပြင်ဒီကောင်တော့ကဆရာကြီးတွေကိုပါမင်းသားကြီးနဲ့အဖွဲ့ကဖော်ထုတ်အောင်မယ်ဆိုတဲ့ကြောင့်တနိုင်ငံလုံးမှာရှိတဲ့ ဟာမိုက်တယ်လေ ပြည်သား ဟော တိုင်းရင်းသားများအားလုံးကို ဟော ကျွန်တော်မင်းသားကြီးကဂရိပေးနဲ့ကျွန်တော်ရဲ့ပြောချနေ ဆောက်ယူထားရမယ်ဆောက်ယူခွက်တွေလာတော့ ပြောတဲ့စကားတွေမှာကျွန်တော်ရဲ့ပြောဆိုမှုတွေဟာဟန်ပန်အမူအရာတွေအရဆက်ပြသွားရင်ကျွန်တော်ခွင့်လို့ပေးကြပါလို့တနိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်လူပြည်သူပြည်သားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကလက်ဆယ်ပြထိတ်မှမိုးရီတောင်းပန်အပ်ပါတယ် လာမယ်အခွက်တွေလာတော့ ။ယောစောဖိုး ဟောမိုက် ကြီးဟာ ဟော ဘုရားစစ်တီတော်တပ်ဖွဲ့ကြီးရဲ့ဦးစီးဦးဆောင်မင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါပဲ ဟော မင်းတဲရဲစီပြီ ဟောအဲ့ဒါကျွန်တော်အဲ့ဒါကြည့်လိုက်ကျွန်တော်တတ်မလို့တင်နေစီပြီးတော့ကျွန်တော်မရရအောင်လုပ်နေတာနော်မင်းတင်နေစီပြီးတဲ့အဲ့လိုမျိုးကြောင့်ကျွန်တော်ကဆွမ်းနာသဘုံရရတဲ့ဥပဒေကိုနားမလည်ဘူးတဲ့ကျွန်တော်ဥပဒေနဲ့ကြောင်းပြီးတဲ့ကောင်မဟုတ်ဘူးကျွန်တော်ကမြန်မာသားနဲ့ကြောင်းပြီးတဲ့ကောင်
နော်ကျွန်တော်ဥပဒေဆိုတာကိုခင်ဗျားတို့ကကျွန်တော်ဥပဒေလို့ပြောလို့ကျွန်တော်တခုပြောမယ်နော်ဥပဒေဆိုတာတဲ့ကျွန်တော်အမှန်တရားကိုပူကြိုက်တယ်ကောခင်ဗျားဥပဒေဆိုတာကခင်ဗျားတို့လည်းသိပါတယ်တနိုင်ငံလုံးနော်အများကြီးမပြောပါဘူးဒီလောက်ဆိုရင်ကျွန်တော်သဘောပေါက်ပါတယ်အဲ့လောက်ကျွန်တော်ဥပဒေဆိုတာတနိုင်ငံလုံးမှာဆိုလို့ပြောလိုက်ရင်ကျုပ်ကဥပဒေကြောင့်နားလေလို့ဒီစကားကိုပြောတာပေါ့ဗျာဟုတ်လားခင်ဗျားတို့ဥပဒေဆိုပြီးတော့မှအမှန်တရားကိုမျက်နှိုးရမှာဗျအမှန်တရားတိုင်းအလုံးလုံးမှာအဲ့ဒါဥပဒေကိုချစ်တာဥပဒေကိုနားလေတာခင်ဗျားတို့ပြောတဲ့ဇော်ဘုန်းကြီးကဥပဒေကိုလုံးဝနားမလည်ဘူးဆိုတာခင်ဗျားတို့တော်မှားသွားတယ်ဥပဒေဆိုတာကအမှန်တရားကိုချစ်မြတ်နိုးရင်အဲ့ဒါဥပဒေပဲနော်အဲ့လို့ဆိုရင်ခင်ဗျာကျွန်တော်ဘာလို့ဆိုလို့ခြင်းလဲဆိုသဘောပေါက်လိုက်မြန်မာတိုင်းနိုင်ငံသားလုံးလည်းသိတယ်ဥပဒေကိုတကယ်ချစ်တယ်တကယ်မြတ်နိုးတယ်ဆိုရင်အဲ့ဒါအမှန်တရားကိုချစ်ရမယ်ဒီလုံးမလားမသိအမှန်တရားကိုချစ်ရမယ်နော်ငလင်လုံးမလားမသိဘူးဒီမှာအပေါ်ကအော်ဘာတန်နေမှလည်းမသိဘူးနော်အဲ့တော့ကျွန်တော်နာမည်တက်မပြောနဲ့ပါသူတို့ကကျွန်တော်နာမည်စပြောခဲ့တယ်ကျွန်တော်တရားကြီးစဆွဲခဲ့တယ်သူတို့ပဲပြောတာပဲကျွန်တော်ဒီနေ့နောက်ဆုံးပါပေါ့နော်ကျွန်တော်ရဲ့ဝင်းရနေတဲ့ညီကိုမောင်နှမတွေကိုကျွန်တော်ပြောချင်တာကျွန်တော်သတင်းတွေကတော့ဟိုဖြစ်တယ်ကျွန်တော်ကိုနောက်ထပ်တရက်နေ့မှာဘယ်မှာတွေ့ရမလဲဆိုတာလေစောင့်ကြည့်ကြပါဦးပေါ့နော်အဲ့တော့နောက်ထပ်တရက်နေ့မှာကျွန်တော်ဘယ်မှာတွေ့ရမလဲဆိုတာလေးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာနော်အဲ့တော့ဥပဒေကိုတကယ်လိုက်လာရင်အမှန်တရားကိုချစ်မြတ်နိုးရမယ်နော်အဲ့တော့ကျွန်တော်ဒီမမိုးခိုင်ဆိုတဲ့မိန်းမအမျိုးသမီးနဲ့မင်းလာအောင်ဆိုတဲ့နော်ဦးမင်းအောင်လိုင်းမွေးသားသားရောင်ဘာရောင်နဲ့လုံနေတဲ့ကောင်းလေးလိန်နေလူလိန်နေသူတို့အတွက်ကျွန်တော်နောက်ဘယ်တော့မှကျွန်တော်ပါစကားမထွက်တော့ပါဘူးကျွန်တော်အကိုကြီးကိုလည်းကျွန်တော်ဂရိပေးပါတယ်ကျွန်တော်ကိုကြီးရဲ့နေပြည်တော်တော်တော်ကျွန်တော်စိတ်ဆိုးနေတယ်မင်းကကွာတဲ့ဒီလိုမိန်းမတွေနဲ့များကွာတဲ့မင်းကတည်တင်တာကတဲ့သူတို့ပို့အောက်တွေကိုတွားကြည့်ရမှာတဲ့တွားကြည့်လိုက်ရင်သူ့ကိုအားပေးဝင်းရတဲ့လူနဲ့မင်းကိုထောက်ခံတဲ့လူနဲ့ကိုမင်းအဲ့ထောက်ခံတဲ့လူတွေကိုမင်းအားနာရမှာတဲ့မင်းသူတို့ကိုပါဇက်ထဲမှာတော့ထဲမပြောသင့်ဘူးတဲ့မင်းပါဇက်နဲ့သူတို့နာမည်နဲ့ကိုမတန်တာကွာတဲ့မင်းပါဇက်ကလေးပေါ့နော်ဒီပါဇက်ကထွက်တဲ့နာမည်လေးနဲ့မင်းနဲ့သူတို့နဲ့ကိုမတန်တာကွာတဲ့သူတို့ကသူတို့ဘယ်ကိုချစ်ပါတယ်ဘာကြီးလောက်ပါတယ်ပြောမင်းတို့ရှေ့တန်းကိုလည်းမလူဘူးရှေ့တန်းလည်းမသွားဘူးအဲ့လိုက်ပြီးတော့အာပြန်ခွေးပြီးတော့မှအိုင်နာတယ်ဝဲလေပြီးတော့မှနော်ဟို NLD ခေတုံးကဦးဝင်းတိန်ဘောမသလိုလိုနေမျိုးစင်ရဲ့တပည့်လိုလောက်ခဲ့တဲ့ကောင်းလေးနော်အဲ့လိုလူမျိုးတွေကိုမင်းသွားပြီးတော့ဒီကနေပြောမှတော့သူတို့ကနာမည်ကြီးပြီးတော့ပြောချင်ရတယ်ပြောပြီးလှုပ်ချင်ရတယ်လှုပ်တော့မှာပေါ့တဲ့သူတို့ကမထူးဆက်ခင်းနေတဲ့အောက်တန်းသားတွေဆိုတဲ့စကားတောင်နေရှိသေးတယ်တဲ့မင်းကမြန်မာနိုင်ငံမှာမရှိမဖြစ်တဲ့ essential ပေါ့နော်သူကပြောချင်တာ essential မရှိမဖြစ်တဲ့တကယ်တိုင်းပြည်နဲ့နိုင်ငံလူမျိုးအတွက်ကိုတကယ်ကိုလိုအပ်တဲ့ကာကွယ်ဦးစီးချုပ်လည်းမင်းကိုလိုအပ်လိမ့်မယ်ဒုချုပ်လည်းလိုအပ်လိမ့်မယ်ဝန်ကြီးဌာနအကြီးအကဲတွေကလည်းမင်းကိုလိုအပ်မှာပဲနော်မင်းကိုအဲ့လိုတွေလိုအပ်တဲ့လူတွေအများကြီးရှိတဲ့ထဲမှာမင်းကဒီလိုလမ်းပရကလေးကကြီးပေါက်လို့ပဲသားဘာမဟုတ်တဲ့လူတွေကိုတွားပြီးတော့မှမင်းကသွားပြေးရှင်းနေတော့ငါမင်းကိုဘယ်လိုပြောရမလဲတဲ့ကျွန်တော်ပြောတော့ကျွန်တော်အကိုကြီးလို့ကျွန်တော်တောင်းမှန်ပါတယ်လို့ကျွန်တော်ကလည်းကျွန်တော်ထိမခံတဲ့ကောင်လို့ဆိုတော့ငါတိတယ်တဲ့မင်းရက်တန်းရက်လိုက်တော့ဆိုတော့ကျွန်တော်ဒီနေ့နောက်ဆုံးမှာကျွန်တော်အခု2043ယောက်ရှိတယ်ကျွန်တော်ဒီမိုးခိုင်ကိုလုံးဝမတောင်းမှန်ခဲ့ပါဘူးမိုးခိုင်ကိုညှိဖို့လဲကျွန်တော်ဖုံးမဆက်ခဲ့ပါဘူးနော်ကိုခေဖုံးကားကယောက်ျားပါမိုးခိုင်နဲ့ဖုံးဆက်ပြီးပြောပြီးတော့ကျွန်တော်ကိုဆက်လာတာအကိုကြီးတို့အစဉ်ပြေသလိုပဲလုပ်ပါနော်တကယ်လို့ကျွန်တော်အမှုပိတ်ဖို့လည်းမပြောဘူးကျွန်တော်ကိုလာတွေ့မယ်ဆိုရင်တော့ post တစ်ခုတော့တင်ခဲ့ပေးပါနော်
ကိုစောဘိုးရေးနဲ့ကျမတို့နဲ့အစဉ်ပြေသွားပါပြီပြီးပါပြီနော်ဒီလောက်ပဲကျွန်တော်ကိုပြောပေးပြီးမှကျွန်တော်ကိုလာတွေ့ပါလို့ကျွန်တော်ကပြောခဲ့တာကိုခေဘုံကမေးကြည့်လိုက်ဆိုတော့အတန်ပိုင်ရှိတယ်ကျွန်တော်ယောက်ျားပါနော်ယောက်ျားပါကျွန်တော်ဖာတယ်မဟုတ်ပါဘူးဖာသေးဖာကြံလည်းမကြံဘူးဖာစကားလည်းကျွန်တော်မပြောဘူးကျွန်တော်ကိုဝင်းရနေတဲ့တနိုင်ငံလုံးကလူတွေတိတ်ခါကြမယ်လို့ကျွန်တော်ဘယ်တော့မှမလုပ်ဘူးကျွန်တော်ရဲ့အမှန်တရားကိုမျက်နှိုးနေတဲ့လူတွေမျက်နှာငယ်အောင်ကျွန်တော်ဘယ်တော့မှမလုပ်ဘူးဒီပွဲမှာကျွန်တော်မရှုံးစေရအောင်ကျွန်တော်ရဲရဲဝံ့ဝံ့အာမခံတယ်ခင်ဗျားတို့စောင့်ကြည့်နေလိုက်ဟုတ်ပြီလားအေးဇော်ဘိုးကြီးဘာလုပ်သွားတယ်ဆိုတာကိုပဲခင်ဗျားတို့ဝမ်းသာစေခြင်းနဲ့စိတ်တစ်ခုကျွန်တော်ပြန်လုပ်ပေးမယ်ကျွန်တော်ထိလို့မခံနိုင်နဲ့ညီကိုမောင်နှမတွေအတွက်ကျွန်တော်ခင်ဗျားတို့ကိုစားအလုပ်တစ်ခုလုပ်ပေးမယ်ခင်ဗျားတို့အဲ့ဒါကျွန်တော်ကိုယုံကျွန်တော်ဘယ်တော့မှမတောင်းမှန်ဘူးဖျားပေးပေးကြမ်းပေးပေးနော်ကျွန်တော်ကလည်းသွားမညှိဘူးညှိလည်းမညှိခိုင်းဘူးကိုခေဘုံကကိုတောင်းဆိုချင်တာကကိုခေဘုံကရေ10မိနစ်လောက်လေးပဲစကားထွက်ပြောပေးလိုက်ပါကျွန်တော်မမုန်းမိုးကန်ကိုဘုံဆက်ခဲ့တယ်ဟုတ်တယ်ဆက်ပြီးတော့ကျွန်တော်ကိုစောဘုံရင်ကိုဆက်တယ်ဟုတ်တယ်ကျွန်တော်မမုန်းမိုးကန်ကိုထပ်ဆက်တယ်ဟုတ်တယ်ပြီးရင်ကိုစောဘုံရင်ကိုဆက်တယ်ဒါတော့ပါပဲကိုစောဘုံရင်ဆိုတာကဘဒုရဲ့အကူညီမလိုပြီးတော့မှကျွန်တော်ဒီကိစ္စဖြစ်တာအလွန်ဆုံးလူ၄ဦးပဲရှိတယ်မီးလာပြီမီးလင်းကောင်းလာပြီ၄ဦးပဲရှိတယ်ကျွန်တော်အကိုကြီးကိုကျွန်တော်ပြောတယ်အကိုကြီးကျွန်တော်ဗာဆက်လို့ရမလဲမေတ္တာလုပ်ထားလိုက်တောင်းတကုံကကိစ္စမင်းစောက်ပြဿနာမဟုတ်ငါကိစ္စငါရှင်းမယ်ဒါပဲသူဒါပဲပြောတာအဖိုးတွေမပြောဘူးမင်းလုံးဆရာရှိတာငါမျိုးပြောပြီးပြီဟုတ်ပြီအကြောင်းတငယ်ချင်းညာဦးကိုစောဘိုးရင်ဒါလုပ်ကိုလုပ်ရမှာဒါဒီလိုဥမာသူကပြောတယ်ဟိုဘက်ကိုတည်းရတယ်ဒါလုပ်တာနောက်တစ်စင်ထပ်ပြီးတော့ဆက်လိုက်တယ်အားလုံးဆောင်ကြည့်နေတယ်ဒါပဲဘာလို့တောင်းပန်ရမှာဇော်ဘိုးရင်ဒီနေတာကိုဒီပုံစံကိုစကားတွေသိမကြုံကျင်လို့ဒီလိုနေထားခြင်းကိုဇော်ဘိုးရင်ကတောင်းပန်ရမယ်မိုက်တော့လောက်ကြည့်စမ်းဟုတ်တယ်မလားနော်တောင်းတကောစကန်မူကြီးတွေကျွန်တော်အမှုကိုကင်ထားတဲ့လူတွေပေါ့နော်ဟိုဖြစ်ပါတယ်ကျွန်တော်အနေနဲ့လည်းဘာမှမထားပါဘူးစိတ်ထဲမှာဘာဖြစ်လို့လဲဆိုတော့တိုင်ချက်ဖွင့်နေဆိုရင်တော့ရဲစကန်ဆိုတော့ကျွန်တော်နားလေတာပေါ့သူတို့ကလည်းတိုင်ချက်ဖွင့်မပေးဘူးဆိုသူတို့ပွားတော့မှာလေအဲ့တော့အောင်တီအောင်တယ်လေးနဲ့လုပ်ပြီးလိုက်ရတာပေါ့နော်အဲ့တော့နားလေပါတယ်ဗျာအားလုံးနော်ကျွန်တော်တို့ဥပဒေကြောင်းအများကြီးနားလေပါတယ်တွေ့ကြတာပေါ့ဒါပေမဲ့အဲ့ဒီတရားဆွဲနေမယ့်အစားတရားဆွဲတာထောင်လဲကြမှာမဟုတ်ဘူးအဲ့ဥစ္စာနော်ကြားမှာလည်းမဟုတ်ဘူးဘာမှလည်းဖြစ်မလာမှာမဟုတ်ဘူးအဲ့ဥစ္စာအစာရေးပြီးတိုင်နေအစင်ပဲရှိတာငယ်ငယ်တော့လို့ပေါ့ကျမတို့သူကဘယ်လိုလုပ်ပါလဲဘာညာပေါ့မှာအဲ့လောက်ပါပဲနော်ဒီဥစ္စာတွေကဒါလူတိုင်းသိတယ်ဥပဒေကိုနားလဲလူတိုင်းသိတယ်အဲ့တော့မင်းသားကြီးကိုမင်းလာအောင်လားဗာလဲအဲ့ကောင်နာမည်ကဘယ်လိုလဲမသိဘူးအောင်ဆန်းဦးလားမင်းနဲ့မမိုးခိုင်နဲ့ကို2ယောက်ပေးတယ်ဟဲ့အောင်မင်းတို့နိုင်ငံနဲ့လူမျိုးနဲ့တက်မတော်ကိုချစ်တယ်ဆိုပြီးတော့တွင်ကျွေးကြော်နေတဲ့မင်းသားကြီးနဲ့မမိုးခိုင်ကို2ယောက်ပေးတယ်မင်းတို့ကိုထပ်ပြောလိုက်မယ်ဥဝိဇာရလမ်းရဲ့ညာဘက်ချမ်းမှာမင်းတို့ရက်လိုက်ငါဥဝိဇာရလမ်းရဲ့ဘယ်ဘက်ချမ်းမှာရက်မယ်မင်းတို့ကလောက်ရက်မှန်ကန်ရင်မင်းတို့ဘက်မှာပြည်သူရက်တည်မယ်ငါ့ကိုချစ်တဲ့လူကအမှန်တရားကိုမြင်လို့ရင်ငါဘက်မှာရက်တည်မယ်စိန်ခေါ်ရဲရင်ကြိုက်တဲ့အချိန်ဖုံးဆက်လိုက်မန္တလေးနေပြီးတော့ရန်ကုန်ကြိုက်တဲ့နေရာမှာကြိုက်တဲ့အချိန်ဆုံးပြလိုက်စားရှိတယ်တတိရှိတယ်ဆိုရင်ဟဲ့အောင်တရားမစွဲနဲ့မင်းတို့ကဘောင်ဝင်ဘူးမင်းတို့ဘက်ကလူရှိတယ်ဆိုရင်အဲ့မှာမင်းတို့ဆွဲလိုက်ကျွန်တော်ဘက်ကဝင်းရမဲ့လူကိုကျွန်တော်ရေတပူးတော်မှာကျွန်တော်မတိုက်နိုင်ပါဘူးဘာဖြစ်လို့လဲပြောမှတော့လို့ကိုရေဘူးကိုကင်ပြီးတော့လာခဲ့လိုက်နော်ပြည်သူလူထုရောရဟန်းရှင်လူတွေရောပဲစိတ်ရဲလား
စိန်ခေါ်တယ်အောင်ဟဲ့အောင်မင်းတို့ကျွန်တော်အချစ်ဖေကြီးတို့ချစ်မေကြီးတို့မင်းတို့အဘကယိုကြီးတို့ချစ်ပါတယ်တို့ဘာဖြစ်လို့ကျမတို့ရဲ့ဖေကြီးတို့ဘာလို့ပြောနေတဲ့လူတွေမင်းတို့တက်မလို့တဲ့ကောင်းတာလုပ်တဲ့လူတွေပြည်သူလူထုကောင်းတာလုပ်တဲ့လူတွေဟုတ်လားငါမင်းတို့တော့မလုပ်ဘူးပါဘူးမင်းတို့လိုလဲမပေါ်ဘူးအောင်ငါမနေ့တနေ့မှပေါ်လာတဲ့ကောင်မင်းတို့ပြောသလိုစိတ်မယ်ကွာကဲငါစိန်ခေါ်တယ်နော်စိန်ခေါ်တယ်ကြိုက်တဲ့မျိုးမှာစိန်ခေါ်လိုက်ဟဲ့အောင်မင်းရဲ့ရွှေလီရွာဟွာလာပြီးတော့စိန်ခေါ်ပလိုက်လို့ရသေးတယ်ရှင်းလားမင်းတို့ AR တိုင်းသားတော့မင်းတို့တက်ချင်နေပြီအဲ့တော့ပဲမင်းတို့ပြောလိုက်မယ်သိလားနော်အဲ့တော့ဆိုရင်မင်းသဘောပေါက်လိုက်မင်းမအမင်းစောက်ယူထားပြီအဲ့ပုံကြီးလုံးမနေနဲ့ဟုတ်လားမင်းယောက်ျားဆိုရင်ငါတုံကြိုရေးအာမခံလိုက်ရဲ့မင်းရွှေလီရွာထိငါလာခဲ့လိုက်မယ်ဟမ်မင်းအဲ့ရွာတွေအလုံးလူရင်အားဘယ်လောက်ရှိလဲအဲ့တဲ့ငါ့ကိုထောက်ခံတဲ့လူများသေးရမယ်ချမလားမြန်မာပြည်အများဆုံးငြိမ်းချမ်းပါသည်ရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်နေကင်းပြီးနောက်တန်းမိသားစုနဲ့အများဆုံးပြန်လည်ပေါင်းဆက်နိုင်ပါသည်စားရှိရဆိုရင်နေပြီးတော့ကွာဘလုံးခွင့်တကွင်းထဲကိုဝင်လိုက်မယ်ဟဲ့အောင်အလေရစနာကြီးတားပြီးတော့မှမင်းလူငါမင်းနဲ့မုံမိုးခိုင်တဲ့နှစ်ယောက်ကိုဖေးကွာတစ်ဖက်ရက်ခိုင်းလိုက်ငါလူငါဘက်ကိုရက်ခိုင်းလိုက်မယ်ဒါပဲအဲ့ဒါယောက်ျားတယောက်ရဲ့အရေးချင်းပဲမတူရင်မတူနဲ့ဖားတူလို့ဗာလဲစားရှိလို့ဇစ်ပြုတ်တာတို့ဖားတူလို့ဘာခယူခုံတာတို့ဟမ်အောက်လုံးတွေပြောလိုက်လို့ချင်းဖာစကားချင်းညာကြီးတွေကြီးပဲပြောတာမသိငါပဲတောင်းပန်ပါတယ်တို့ဟုတ်လားကိုခေဘုံကိုမေးကြည့်လိုက်စော်ဘုံရဖုံးဆက်တာလားခေဘုံကဖုံးဆက်တာလားမေးလိုက်ဒါပေမဲ့ကိုခေဘုံကတော့ကောင်းချပါတယ်သူကဂျားတွေကညီနိုင်ပြီးတာသူကလည်းကျွန်တော်တဲ့မုံမိုးခိုင်ကိုဖုံးဆက်ပြီးတော့မှအခုကိုဆက်တာပါတဲ့ကိုဘုံရေးတဲ့ရပါတယ်လို့ကိုကြီးပြောပါလို့ပြောတာကျွန်တော်ယူတည်တည်ပဲပြောခဲ့တာပါကျွန်တော်အတန်ပိုင်းနဲ့ဖွင့်ပြပြီးပါပြီနော်အဲ့တော့ကျတော့ကျွန်တော်ဒီညကနောက်ဆုံးပါပဲဘယ်တော့မှဒီလိုအောက်တန်းစားနာမည်တွေကိုကျွန်တော်မပြောတော့ပါဘူးကျွန်တော်ဘဝအတွက်ကျွန်တော်ဖြစ်လာတဲ့အရာကိုကျွန်တော်ရင်ဆိုင်ပါမယ်ကျွန်တော်ရဲ့ဝင်းရံနေတဲ့ညီကောင်မောင်တို့ရဲ့အားလုံးနဲ့ကျွန်တော်ရင်ဆိုင်မယ်နော်ကျွန်တော်နောက်တရက်နေ့ရက်ဘယ်မှာရောက်နေမယ်ဆိုတာကိုကျွန်တော်လိုက်လွှင့်ပေးမယ်နော်အားလုံးပျော်စေရပါမယ်ငါတို့အားကိုးရတဲ့ငါတို့ယုံကြည်ရတဲ့နိုင်ငံကိုချစ်တဲ့လူမျိုးကိုချစ်တဲ့တက်မတော်ကိုချစ်တဲ့ငါတို့နိုင်ငံမှာအေဂျင့်စွာနေထိုင်နေတဲ့ပြည်သူတို့ကိုချစ်တဲ့ကိုစောဖုံးဝင်းဆိုတဲ့လူကဒီလိုလူပါလားဆိုတာကိုခင်ဗျားတို့တွေ့ရမယ်โอเคအားလုံးအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ညီကောင်မောင်နှမတွေပေါ့နော်တိုင်းပြည်ကိုကောင်းစားစေခြင်းနဲ့စိမ့်စေနာမှန်တဲ့လူတွေအားလုံးကျွန်တော်ကအမြဲတမ်းခင်ဗျားတို့ရှိရနေမမမရက်တည်ပြီးပေးဆက်သွားမှာပါလို့ကျွန်တော်ဂရုပြုပါတယ်